ဟုတ်ပြီဆိုတော့ဒီညနှုတ်ကပတ်တော်ကောင်းစဉ်ဟာဘာလဲစာတန်ရဲ့စာတန်လောက Yes. ဆိုတော့စာတန်လောက praise the Lord Amen. အားလုံးဆက်လုပ်ဆောင်လေးယုံကြည်ပါလေအတိတ်မချပါဘူး11မိနစ်လောက်ပဲ Wow. Amen. Praise the Lord. 11မိနစ်လောက်ဆိုအဲ့လိုရောက်ပြောနေပြီဆိုတော့ဟုတ်ပါပြီကျွန်တော်တို့ဒီတော့ကစာတန်လောကနဲ့ပတ်သက်လာပြီဆိုရင်ယုံကြည်သူတွေအများပိုင်းကကျွန်တော်တို့ဒီစာတန်လောကနဲ့ပတ်သက်အရန်ကိုပို့စားတယ်လို့စာတန်လောကနဲ့ပတ်သက်မှမရှိတယ်လို့နော်မရှိဘူးဆိုပြီးမှလည်းကျွန်တော်တို့ယုံကြည်တဲ့လူရှင်းရှိမှာပါအများပိုင်းကဒီစာတန်လောကနဲ့ပတ်သက်လာပြီဆိုမရှိတယ်လို့ပုံစံနဲ့တွားနေရကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီယုံကြည်သူတယောက်အနေနဲ့ကျွန်တော်တခုတည်ထားဖို့ကစာတန်လောကဆိုတာတကယ်ကိုရှိတာဖြစ်တယ်နော်စာတန်လောကဆိုတာကမရှိတာမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်တည်ထားရအောင်ဆိုတော့ကျွန်တော်တခုတည်ထားဖို့ကစာတန်နဲ့ပတ်သက်လာပြီဆိုရင်စာတန်ကရွေးချယ်မှုနေရာနော်ရွေးချယ်မှုနေရာအမေရန်ရှိတာဖြစ်တယ်စာတန်ကကျွန်တော်ပြန်ပြမယ်စာတန်နဲ့ပတ်သက်တဲ့သူရွေးချယ်မဲ့နေရာနှစ်ခုအမေရန်ရှိတယ်နံပါတ်1ချက်တစ်ခုကကျွန်တော်တည်ထားဖို့ကစာတန်ကဒီလိုရှိတယ်သူ့ကိုအယံဆွေလန်တဲ့သူတွေကိုစာတန်ကဘာဖြစ်လဲဆိုသူကအယံကိုဆွေလန်တဲ့သူတွေကိုသူကအယံကိုခြိုက်တာဖြစ်တယ် Yes, Amen. Praise the Lord. Yes, Amen. ဆိုတော့ဘလူးဆွဲလန်းတယ်လေဆိုတာဒီသူ့ဆွဲတဲ့စာတန်တကယ်ရှိတဲ့ຢာကိုအယံကိုယုံတယ် ဆိုစာတန်တကယ်ရှိတဲ့ຢာကိုယုံတာမကဘာဖြစ်လဲဆိုတော့ဒီစာတန်ရဲ့ကဘာနော်စာတန်လောကဒီညနှုတ်ပတ်ကောင်းစဉ်အတိုင်းကိုစာတန်လောကနဲ့ပတ်သက်တာအယံကိုစိတ်ဝင်စားတဲ့လဲလာခြင်းတဲ့သူပြီးရင်စာတန်နဲ့ပတ်သက်အရာအားလုံးကိုပူချွန်းခြင်းတဲ့အဖွဲ Yes. ဆိုစာတန်ကဒီလိုဒီကအယံကိုစိတ်ဝင်စားတာဖြစ်ပါပြီးနောက်တစ်ခုကစာတန်စိတ်ဝင်စားတဲ့သူကျွန်တော်ခဏပဲသူနေရာကိုအမေရာရွေးချယ်လို့ပြီးမှသူနေရာယူလို့ရတဲ့အရာနောက်တစ်ခုကျတော့စာတန်မရှိဘူး Salam. နော်စာတန်မရှိဘူးစာတန်မရှိပါဘူးဆိုတဲ့လူလည်းသူကအရင်စိတ်ဝင်စားတာဖြစ်တယ်ဆိုတော့စာတန်ကသူဒီရွေးချယ်မှုနှစ်ခုထဲမှာဘာပဲလဲသူကိုဆွဲလန်းတဲ့သူနေတဲ့သူမရှိဘူးဆိုတဲ့လူနှမျိုးကိုသူအရင်ကိုစိတ်ဝင်စားတာဖြစ်ပါတယ် praise the Lord Amen. ဆိုတော့ဒီညဒီကျွန်တော်အဲ့ဒီထဲမှာမပါတော့ဘူးစာတန်ရွေးချယ်တဲ့ထဲမှာမပါတော့ဘူးတင်တယ် မပါဘူး ကျွန်တော်တခုတည်တာပေါ့ကဒီနေ့ခေတ်မှာကျွန်တော်ဘာကြောင့်ဒီအရာပြောရရဒီနေ့ခေတ်မှာကျွန်တော်တကယ်တချို့သော prophet တွေလည်းရှိတယ် prophet တွေနော် pastor တွေဖြစ်နော် prophet တင်တို့ဒီပြီးရင်ဆရာတွေနော် English ဆရာတွေရှိမှာအများပိုင်းကဘာဖြစ်လဲဒီစာတန်နဲ့ပတ်သက်လာအရာကိုစိတ်ဝင်စားတယ်စာတန်နဲ့ပတ်သက်ဘလို့ဒီစိတ်ဝင်စားတဲ့ရသူနဲ့ပတ်သက်ရအားလုံးကိုလဲလာတယ်လဲသူတို့မလဲလာခြင်းတဲ့အရာမရှိတော့ဘူးအရာကိုလဲလာတယ်လဲလာတာကသူတို့ပူလဲလာတယ်လေမတ်တာပါစာတန်နဲ့ပတ်သက်ပြီးမှသူနဲ့ပတ်သက်ပူပြီးမှလဲလာလေစာတန်ကပုံမှန်စိတ်ဝင်စားလေလေပဲဆိုတော့နောက်ဆုံးကြတော့ဘာဖြစ်လဲ this ကျွန်တော်တို့ဒီလောကမှာအဓိကကျဒီ deliverance လောကမှာတင်းတို့ပုံမြင်တွေ့ရမှာဘလို့ဒီဖြစ်သွားတဲ့အရာကစာတန်လည်းအရင်ဆက်လုပ်ရှာတယ်လို့ဆရာတွေလည်းဆက်လုပ်ရှာပြီးမှအရင်ကိုဆွဲလန်းသွားတယ်ဘလို့ဒီဆွဲလန်းသွားတယ်ဆိုတော့ဘာဖြစ်လဲကိုတော့မှစာတန်ရဲ့အာရှာဖြစ်သွားတယ် Praise the Lord အားလုံးဘာပေါ်လဲ Baba. ဆိုတော့ဒီနေ့ prophet ဖြစ်နေ pastor ဖြစ်နေတော့စာတန်ရဲ့အာရှာလုပ်တဲ့ယုံကြည်သူအမှုတော်ဆောင်ဒီလေအရင်များတာဖြစ်ပါတယ်ဘယ်လိုမျိုးအာရှာလုပ်ပေးတယ်ဒီလားစာတန်တဲ့မိုက်ခရိုဖုန်းကိုင်ပေးမှာကဲပြောဘယ်ကလာတယ်လဲနော်နာမည်ပြောဆိုတော့အာရှာလုပ်ပေးတာပေါ့တကယ်ဆိုဒီအရာနဲ့ပတ်သက်တဲ့ကျွန်တော်တို့ကဘာကြောင့်လူတွေကဒီလိုမျိုးလုပ်ခဲ့တယ်ဘာကြောင့်စာတန်ကအရင်ကိုဆွဲလန်းတယ်လဲသူနဲ့ပတ်သက်မှာဘာကြောင့်အဲ့လောက်ထိလေ့လာရတယ်လဲဆိုတဲ့အရာကစာတန်နဲ့ကျွန်တော်စမ်းစာအတိုင်းလေ့လာပြီးဆိုစမ်းစာမှာကိုရင်တူမှာဘာပြောထားလဲဆိုတော့ English we are not ignorant of his devices ဆိုတော့စာတန်ရဲ့ဘာလဲကလေးရကိုငါတို့မသိတာမဟုတ်ဘူးဆိုတော့အဲ့ဒီ deliverance အားလုံးကိုမပြောပါဘူးကျွန်တော်တို့ဒီနေ့ခေတ်မှာအဲ့ဒီနတ်ဆိုးကိုဆွဲလန်းတဲ့အမှုတော်ဆောင်ရဲ့ပြဿနာကဘာဖြစ်လဲစာတန်ရဲ့ကလေးရကိုနားမလည်လို့ဘာဖြစ်လဲအဲ့ဒီအရာကိုသူဆွဲလန်းပြီးမှလေ့လာတာဖြစ်ပါတယ်အာယာအားလုံးရှင်းကြလား Shema. Praise the Lord ဆိုတော့ तू မရှိဘူးဆိုမှယုံတဲ့အဖွဲကလေးစာတန်အရာကိုစိတ်ဝင်စားတာဖြစ်တယ် तू နေရာယူလို့ရတယ် तू ကစားလို့ရတာဖြစ်တယ်အဲ့ဒီလူတွေနဲ့ဆိုတော့ကျွန်တော်တို့ဟုတ်ပြီတစ်နဲ့နစ်ကိုအခန်းကြီးနစ်ကိုအခန်းကြီးနဲ့အခန်းကြီး7ပြမှာတခြားရှာမဖတ်မယ်မယ်လရှွန်ဒလီဖရဒစ်ကာတို့မဟုတ်လေစာတန်ဒီငါတို့ကိုနိုင်မြူစိုးရိမ်စရာရှိသူ၏အကြံစီ ဆို များ တော့ဒီ ကို တော့ဒို့မို့စာတန်ငါတို့ကိုဘာဖြစ်လဲ နိုင်မြူ နိုင်မီဟုတ်အချမ်းရှိတယ်နော် အကြံစီရှိ ဆိုတော့
ကျွန်တော်ဒီချမ်းစာဖတ်လိုက်တဲ့အခါမှာကျွန်တော်တခုတည်တာဘုကစာတန်ကယုံကြည်သူတွေကိုနိုင်လို့ရတဲ့အကြစီသူစီမှာရှိတာဖြစ်ပါတယ်။ English is advantage အခုနေရဲ့နော်ကျွန်တော်တို့အပေါ်မှာအခုနေရဲ့ရှိလို့ရတယ်စာတန်ကအောင်တော့ဘောလားဆိုတော့ကျွန်တော်တခုတည်တာဘုကဒီစာတန်နဲ့ပတ်သက်လာပြီဆိုဒီသူကယုံကြည်သူတွေအပေါ်မှာအခုနေယူလို့ရတဲ့အရာကဘာလဲဆိုတော့သူ့ရဲ့ clear နဲ့ပတ်သက်ပြီးမှတဘောမပေါက်တဲ့ယုံကြည်သူတွေကိုသူကအခွင့်အရေးယူလို့ရတာဖြစ်တယ်။ So English ချမ်းစာမှာဆိုဘာလို့ we are not ignorant of his devices အဲ့ဒါမှဖတ်ကြမှာပါပဲ the devil can take an advantage ဆိုတာဘာပဲလဲအခုအရေးယူလို့ရတာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီမှာကျတော့ဘာမှချမ်းစာမှာအနိုင်အတူတူလောက်ပါပဲအခုအရေးယူပြီးဆိုသူအနိုင်ယူလို့ရတဲ့အချက်စီကရှိပြီးသားဖြစ်ပါတယ်။ Praise the Lord ဆိုတော့ကျွန်တော်ဝိနည်းလောကမှတ်ထားပါစာတန်ရဲ့ဒီကျွန်တော်စာတန်ကကျွန်တော်အပေါ်မှာဘာပဲလဲအနိုင်ယူလို့မရအောင်အခုရဲ့ယူလို့မရအောင်ဝိနည်းလောကမှာ level ရှိတဲ့ဖြစ်တဲ့အဲ့ဒီ level ကဘာပဲလဲစာတမနာနဲ့ပတ်သက်ပြီးမှဘာပဲလဲအဲ့ဒီ clear ကိုတဘောပေါက်တဲ့တူဒီကိုပြောရဖြစ်ပါတယ်ဒီညဒီလေနောက်ကဘာတော့နားထောင်တဲ့လူဒီအတန်ကိုချလို့တဲ့အရာရှိတာကိုတခင်ရှုရမနဲ့ငါဒီညပြရှုတာကောင်းကြည့်ပေးပါတယ်ကျွန်တော်အားလုံးစာတမနာရဲ့ clear ကိုတိတဲ့တူဒီဖြစ်ပါစေနော်သူရဲ့ clear တင်တို့တိပြီးဆိုသူအနိုင်ယူလို့မရဘူးဖြစ်ပါတယ်ဘယ်ဆိုလားကျွန်တော်တခုတည်တာဘုကငါတို့ကဒီအဲ့ဒါဆိုစာတမနာရဲ့ clear ကိုကျွန်တော်တို့မတိနော်နောက်ကဘာတော့တယ်မအဲ့ဒါဆိုကျွန်တော်တခုတည်တာဘုကစာတန်ရဲ့ကဘာစာတန်ကဘာနဲ့ပတ်သက်လာငါတို့ကမတိတဲ့အဖွဲပြီးမဖြစ်စေရဘူးစာတန်ကဘာနဲ့ပတ်သက်ကျွန်တော်ဘာဖြစ်လဲတိရမဖြစ်တယ်ပြီးကျွန်တော်ခရတော့အရန်လဲဆွဲလန်းလို့မရဘူးအရန်လဲဆွဲလန်းလို့မရဘူးပြီးမတိလည်းမရဘူးတိရမယ်တအားမဆွဲလန်းနဲ့ praise the lord အားလုံးဘောကြပြီလားဟုတ်ပါဗျာဆိုတော့တခုတည်တာပေါ့ကျွန်တော်ယုံကြည်သူတဲ့အရန်ကိုဆွဲလန်းတဲ့ပက်တယ်စာတန်နဲ့ပတ်သက်လာပြီအရန်ဆွဲလာမစက်ဝင်စားမလေးလာစာစာမစာတန်ကိုလေးလာဖို့ဖျားတယ်မပြောဘူးအတိကကျွန်တော်လေးလာရင်မှဖျားတယ်တော့ကတော့ဖွင့်ပြချက်ပဲဖြစ်ပါတယ်အတိကစာတန်ကကျွန်တော်ရှိတယ်ဆိုတာသိပါအဲ့ဒါပဲပြီးနောက်တစ်ခုကစာတန်ကဘာဖြစ်လဲကလိယာရှိတယ်နော်သူကကလိယာရှိတယ် devices ဆို device ကဒီကျွန်တော်ရဲ့ဖုန်းဒီကင်မရာဒီ laptop ဒီ TV ဒီအရာတွေကိုလည်းဘာဖြစ်လဲ devices ဖြစ်တယ် device ဆိုတာကနည်းပညာ technology ဆိုစာတန်ကယုံကြည်သူကိုလေးစားနိုင်မဲ့ဘာပဲ technology တူးရှိတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဘာပဲ English စာမှာ devices အဲ့တော့စကလုံးက clear ခေါလိုမျိုးဝင်ရတဲ့ပတ်သက်မှာအတိုက်ခိုက်ပြီးပြောတာမဟုတ် clear စာတန်စီမှာ clear ရှိတာဖြစ်ပါတယ် praise the Lord အဲ့တော့ကျွန်တော်တို့ယုံကြည်သူတဘောမပေါက်တဲ့ဘာပဲဒီစာတန်ရဲ့ကဘာမှာကျွန်တော်မတိတဲ့ clear ဆိုတော့တို့ရှိတာဖြစ်ပါတယ်အားလုံးပေါက်ကြလားပေါက်ပါဗျာဆိုတော့ကျွန်တော်တခြားမတ်အခန်းကြီး7အခန်းကြီး20ဖတ်မယ်Melishon the leaf fra akradiska မတဲအခန်းကြီး စနစ် အခန်းငယ်20ထိုအခါနတ်ဆိုးဆွဲတော့လူအတယောက်ကိုအထံတော်တို့ဆောင်ခဲ့ကြလေထိုလူအသည်မျက်စိမြင်စကားပြောနိုင်အောင်ကဲမတော်မူ၏စပ်ပါမဟုတ်လူစုအဝေးပေါင်းတို့သည်မိမောသေးဝေ၍ဤသူသည်တာဝိသားတော်ဖြစ်လိမ့်မည်လောဟုပြောဆိုကြ၏ဆိုတော့ဒီထဲမှာကျွန်တော်ဖတ်တဲ့ကမှာတခင်ယေရှုခရစ်တော်ဘုရားနတ်ဆိုးကိုဘာဖြစ်လဲနင်းထုတ်လိုက်တယ်စကားမပြောတတ်တဲ့နတ်ဆိုးဘောနော်ပြီးနတ်ဆိုးနဲ့စကားမပြောတဲ့နတ်ဆိုးကိုဘာဖြစ်လဲနင်းထုတ်လိုက်တဲ့ကမှာလူဒီမြင်တဲ့ကမှာဘာပြောလဲသူဒါဝိရဲ့သားတော်ခင်ဗျားတို့ကချမ်းစာဖတ်ရင်ဒါဝိရဲ့သားတော်ဆိုတဲ့အတိတ်ပဲလို့ဘောမပေါ့ဆိုတော့တကယ်ဆိုယေရှုရဲ့အဖေကတကယ်ဆိုယောဘာယောတရဲ့သားလို့ပြောရမယ်ဒါပေမဲ့ဘာကြောင့်ယောတရဲ့သားမပြောပဲဒါဝိရဲ့သားပြောတယ်ဒီအကြောင်းကျွန်တော်တို့တခုတည်းဒီအကြောင်းကရှိတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီ subject ကနောက်ဘူမရှင်းပြမယ်ဒါပေမဲ့ဒီညအနေနဲ့ပြောပြပေးမယ်ဆိုတော့ဒါဝိဒ်ရဲ့သားဆိုတာကဒါဝိဒ်ဘာလဲမွေးဖွားတဲ့သားကိုပြောတာမဟုတ်ဘူးသူတို့ဘာကြောင့်ဒါဝိဒ်ရဲ့သားဆိုယေရှုပြောတဲ့အရာကကျွန်တော်တို့ဒီစာစာကိုလဲလာတဲ့အခါမှာကျွန်တော်တို့တခုတည်တော့တခင်ယေရှုခရစ်တော်ဘုရားကိုဒါဝိဒ်ရဲ့သားဆိုမှခေါ်တဲ့ဟာသူကထူးခြားတော့သူပြင်ဘုရင်ရဲ့သားဖြစ်တဲ့အတွက်ဘာကြောင့်သူဒါဝိဒ်ရဲ့သားဆိုဒါဝိဒ်ရဲ့ဘာဖြစ်လဲဒါဝိဒ်မွေးတာမဟုတ်ဘူးဒီဒါဝိဒ်ရဲ့ဒီဘုရင်ရဲ့အတွေ့ဒီဘုရင်ရဲ့ဘာဖြစ်လဲ DNA ကသူ့အချိန်မှာပါနေတယ်အဲကြောင့်ဘာဖြစ်လဲအဲ့ဒီ DNA အကြောင်းပဲသူ့ကိုဘာဖြစ်လဲဒါဝိဒ်ရဲ့သားဟိုလိုမျိုးမွေးဖွားတဲ့သားမဟုတ်ဘူးအဲကြောင့်ယေရှုကဘာဖြစ်လဲဘာကြောင့်သူတို့ကဒါဝိဒ်ရဲ့သားပြောတဲ့အရာကချားစာကိုကျွန်တော်လေ့လာတဲ့အခါမှာချားစာမှာကျွန်တော်တခုတည်းဘုရင်တွေကဘာဖြစ်လဲဘုရင်က by the decree of the king is established ဆိုတာဘုရင်ရဲ့ဘာဖြစ်လဲကျူးကျော်ခြင်းအမင်းပေးခြင်းမှာဘာဖြစ်လဲဖြစ်စေရမယ်အဲ့ဒါဒီကျွန်တော်ဥမာယောဘထဲမှာလည်းကျွန်တော်ဖတ်တဲ့ကံယောဘ20ထဲမှာဘုနော်28ထဲမှာလဲလာတဲ့ကတိတို့တွေ့ရမှာပြီးရင်ကျွန်တော်တို့ဘာဖြစ်လဲဘုရင်ကပြောလိုက်လို့ချင်းဘယ်သူကညင်းလို့ရမလဲနော်
အဲ့ဒါဒီတနေ့လာအခန်းကြီး6ဒီအခန်းကြီး15ပြီးရင်ဒီတနာကြအခန်းကြီး7အခန်းကြီး4ဒီထဲမှာတင်လို့လဲလန်တွေ့မှာဘယင်နဲ့ပတ်သက်လာဘယင်ပြောတဲ့အခါဘယ်သူကညင်းလို့ရမလဲဆိုတဲ့အရာကယေရှုကနတ်ဆိုနင်ထုတ်တဲ့ကနတ်ဆိုကယေရှုရဲ့စကားကိုနားတော်မှာထွိတ်သွားတာဖြစ်တယ်အဲကြောင့်ဘာဖြစ်လဲသူကပြောလိုက်တဲ့အခါမှာညင်းရှာဘယ်သူမှမရှိဘူးအဲ့တော့သူရဲ့အတွေ့က juice လို့မျိုးသူကြည့်လိုက်တဲ့အခါမှာဒါကဘီယင်ရဲ့အတွေ့ဖြစ်တယ်ဆိုတော့သူတို့ကဒီဘီယင်သူတို့ရဲ့ juice ရဲ့ဒီဘီယင်အကြီးဆုံးကဒါဗစ်ကိုပုံဆောင်တာပြီးတော့ဒီဒါဗစ်ရဲ့အတာဆိုပေမဲ့ဘာဖြစ်လဲဒီဒါဗစ်ရဲ့ဘီယင်ရဲ့အတွေ့ဒီလူထဲမှာရှိတယ်အားလုံးတင်ရကြလား ဒီရပါစေ အဲ့ဒါကြောင့်ဘာဖြစ်လဲသူ့ကိုဒါဗစ်ရဲ့တာဆိုမှခေါ်တာဖြစ်ပါ ရပါတယ်ရှင် Result အားလုံးဘောပေါက်ချပြီနော်ဟုတ်ပြီဆက်ဖတ်မယ်23လခဏဖတ်တယ် ဟုတ်ပါဘူး ဟုတ်ပါတယ်23 24ဖတ်မယ် ဖာရိရှဲတို့သည်ကြားလင်ဤသူသည်နတ်ဆိုးမင်းပေလစေဘူးလောက်ကိုအမိပြု၍သာနတ်ဆိုးတို့ကိုနင်ထုတ်သည်ဟုဆိုကြ၏ယေရှုသည်ထိုသူ၏စိတ်ကိုတည်တော်မူသည်ဖြစ်၍တိုင်းနိုင်ငံပြည်ဒီကမိမိနှင့်မတင်ကွဲပြားလင်ပျက်စီးခြင်းတို့ရောက်လိမ့်မည် ဆိုတော့တိုင်းနိုင်ငံနေဘာဖြစ်လဲ မတိမတိ မတက်တိုင်းနိုင်ငံဆိုမတက်ရင်ဘောမတူရင်ဘောနော်မတက်ရင်ကွဲပြားမယ်မပြောဘူးလားပြောင်းပဲဖတ်လိုက်မယ်ဆရာအဲ့ဒါအဆက်ကို ပျက်စီးခြင်းတို့ရောက်လိမ့်မည်မြို့ရွာဖြစ်စေအိမ်ဖြစ်စေမိမိနှင့်မတင်ကွဲပြားလင်မတည်နိုင်ရာ အာမင် စာဒန် ဟုတ်ပြီ25မဟုတ်လားဆိုအဲ့မှာကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်တခုတည်တာဘောကဒီထဲမှာတိုင်းပြည်ဆိုတဲ့စကားလုံးမတွေ့ကြဘူးလား တွေ့ပါတယ် ဆိုတော့ဒီထဲမှာတိုင်းပြည်ဆိုကျွန်တော်ပြောလိုက်တဲ့အခါမှာအဲ့ဒီစကားလုံးကိုကျွန်တော်ဖတ်လိုက်တဲ့အခါမှာတခုတည်တာဘောကတကယ်ယေရှုခရစ်တော်ပြတ်သူကိုယ်တိုင်ပြောနေတဲ့အရာကဘာလဲစာဒမာနကတိုင်းပြည်ရှိတာဖြစ်တယ်အဲ့အရာ ဝဲ တိုင်းပြည်ရှိတာဖြစ်တယ်သူ kingdom in this sense yes အဲ့ဒါကျွန်တော်တခုတည်တာဘောကခင်ဗျားတို့မအောင်ဩဘူးလားမသိဘူးနော်ဒီအခုဒီည Zoom ပေါ်မှာရှိတဲ့အဖွဲ့ဒီဆရာတို့လည်းမအောင်ဩဘူးတဲ့အရာတခုမအောင်ဩဘူးလားဆိုတာကစာတန်ကဘယ်သူမှမတိုက်ဘူးဒါယေရှုပြောတဲ့စကားမအောင်ဩဘူးလားဆိုစာတန်ကဘယ်သူမှတိုက်ပွဲမဖြစ်ဘူးပြီးစာတန်ကဘယ်သူမှရန်နဲ့မဖြစ်ကြဘူးနော်ခင်ဗျားတို့ကျွန်တော်ထင်တယ်လို့မထင်နဲ့စာတန်ကရန်ဖြစ်လို့ရန်ဖြစ်ပြီးဆိုသူ့ရဲ့တိုင်းပြပါပဲခွဲတော့မှဖြစ်ပါတယ်အဲစာတန်ကအရန်ကိုတဘောတူတာဖြစ်တယ်ဘယ်သူမှစာတန်ဒီနဲ့ပတ်သက်တာမှတ်ထားပါနော်စာတန်ရဲ့ကဘာမှာဘယ်တော့မှသူတို့တိုက်ပွဲမဖြစ်ဘူးသူတို့တယောက်နဲ့တယောက်ဟိုမနာလူသားတွေမရှိကြဘူးဖြစ်ပါတယ်ဆိုတော့တကူပါကျွန်တော်ခဏပြမအောင်ဘူးလားဆိုတာယုံကြည်သူနဲ့ပတ်သက်လာပြီးခရိယန်နဲ့ပတ်သက်လာခရိယန်တဲမှာပဲတယောက်နဲ့တယောက်တိုက်ကြတယ်ခရိယန်တဲမှာလည်းတယောက်နဲ့တယောက်ပါပဲမနာလူကြတယ်နော်စာတန်နဲ့ပတ်သက်တိုက်ပွဲဘာမှမရှိဘူးယုံကြည်သူချင်းဆိုဘာဖြစ်လဲတယောက်နဲ့တယောက်ရန်ဖြစ်နေတယ်တိုက်ခိုက်နေတယ်哎呀，Linda Kabaratalis ka. Di ba ba siya na? So, siya jiti at kulabi. Ho siya le ho siya. Achang pianpyo. Ho siya le ho siya achang pyo nibi. Ho siya le ho siya achang pyo nibi. Satan ne pate labi mata ba atay kami sibu. Kriya ne pate labi sunebe tiyaw ne tiyaw atay kami sibu. Ezo maango bula. Kuha na kusin sa ba. Praise the Lord. Amen. Awal ba ba siya bila? Amen. So, yung jitu di ba tayo siya na piba. yes No, atin dati lang. ရှင်းရှင်းတွေတိုက်ကြတယ်မနာလို့ကြတယ်တရားဒီ Zoom ပေါ်မှာတော့မှနှုတ်ကတော့နားထောင်ငါတော့မနာလို့တဲ့ဖွင့်ရှိရှိမှာ မရှိပါဘူးမရှိပါဘူး ဆိုတော့ကြားစားကျွန်တော်တို့ဟုတ်ပြီလဲလာတဲ့အခါမှာနော်ယေရှုကဘာပြောလဲစာတန်ကိုမောင်းထုတ်လိုက်လို့ရှင်သူကဟိုးသူ့ရဲ့နိုင်ငံမှာတွားမယ်6ကတ်တဲ့နေရာဆိုသူ့ရဲ့နေရာဖြစ်တယ်ဆိုတော့သူ့ရဲ့ဘာဖြစ်လဲဒီနေရာမှာ English ဆိုအဖာ country လို့လည်းခေါ်တယ်ဟိုးဝေတော့သူ့ရဲ့ပြည်မှာသူတွားပြီးမှပြန်လာပြီးမှငကိုတူနေခဲ့တဲ့အိမ်ထဲမှာဖြစ်လဲပြန်လာကြည့်ရှိတဲ့အခါမှာဘာဖြစ်လဲအဲ့ဒီအိမ်ထဲမှာနော်ဘာမှမရှိဘူးတန်ရှင်ရဲ့လောက်ထားမှာတတ်ရဲ့ဖြစ်နေပြီဆိုဘာဖြစ်လဲနောက်တဲ့တူတဲ့ပူပြီးမှဘာဖြစ်လဲအားရှိတဲ့ကြီးတဲ့တူပဲခေါ်လာတယ်စာတန်ကသူမနိုင်ဘူးဆိုမှထားပါအမေကအရက်စီယုံတယ်စာတန်လောကမှာစာတန်ရဲ့ကဘာမှာသူတို့အရက်စီယုံကြတယ်စာတန်ကောင်းထရင်ပေးတယ်အဲ့ဒါဒီကျွန်တော်ခဏချက်ပြပြမယ်ဆိုတော့သူတို့အရင်လဲစီးုံတယ်မတိုက်ချဘူး။ तू မနိုင်ဘူးဆိုမနာလို့တာမရှိနောက်တဲ့ကြီးတဲ့တူတွေပြန်ခေါ်လာမယ်။ဆိုတော့9ယောက် तू ပြန်ခေါ်လာတဲ့အဲ့ဒီ9ယောက်ကသူ့တဲ့ပူမဆွမ်းတဲ့သူ့တဲ့ပူမကြီးတဲ့နော် तू ကိုပဲ तू ကခေါ်လာတာဖြစ်ပါတယ်။ဆိုတော့သူတို့ဟိုးဝေးတော့ပြီးမှထွက်တာတွားကြတယ်။6ကတဲ့နေရာမှာဆိုတော့စာတန်ရဲ့ကဘာရှိတာဖြစ်ပါတယ်။ Praise the Lord အားလုံးဘောက်ကြပြီလား။ပြီးသူတို့9ယောက်ပြန်ခေါ်လာတယ်။ तू နဲ့ဆို10ယောက်ဖြစ်သွားပြီ။နော်လာပြန်လာမှအဲ့ဒီထဲမှာဝင်ပြီးမှနေရာယူမှာဖြစ်ပါတယ်။ ဆိုတော့ဟုတ်ပြီအဖက်အခန်းကြီး6အခန်းကြီး10ကျွန်တော်ယုံကြည်သူတွေအရင်ကြိုက်တဲ့ချမ်းချက်အဖက်အခန်းကြီး6 အေဖက်အခန်းကြီး6 အခန်းကြီး10 ရှင်သေးသောစကားဟုမူကားညီကိုတို့သခင်ဖျားအဖျက်၎င်းတကုတ်တော်အရှင်အဖျက်၎င်းခိုင်ခန့်ခြင်းရှိကြလော
ခိုင်းငယ်7မာနဤပရိယေတို့ကိုတားဆီးနိုင်မည်အကြောင်းဘုရားသခင်ပြင် ဆိုတော့ဟိုခရမလေးကျွန်တော်တို့ကမာနရဲ့ကရိယာနိကိုမဖတ်ခဲ့ဘူးလားနိကိုမလည်းမာနရဲ့ကရိယာရှိတယ်ပြီဆိုတော့မာနရဲ့ကရိယာကိုတားဆီးနိုင်ဖို့ကျွန်တော်ဘာလို့ရမလဲဖတ်တယ် ဒီနေ့ဆုံး ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကိုဝတ်ဆောင်ကြလော့အကြောင်းမူကားငါတို့သည်အသွေးအသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လန်ရကြသည်မဟုတ်အထွတ်မြတ်တို့နှင့်၎င်းအာနာဆက်တို့နှင့်၎င်းလောကီမောင်ပိုင်း၌အစိုးတရားပြုလုပ်သောမြင်းတို့နှင့်၎င်းမောကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်၎င်းဆိုင်ပြိုင်တိုက်လန်ရကြ၏ထို့ကြောင့်ခဲရင်ဆိုးရုပ်သောနေရကာလ၌စီးသားနိုင်သည်ဖြင့် ကဲအားလုံးပြမယ်ခေယင်ဘာလဲ ရှင်းရဆုံး ခဲရင်ဆိုးရုပ်သော ခေယ နေ င်ဆို ရ ရုပ် ကာ တော့ လ နဲ့ဆိုတော့အဲ့ဒီစကလုံးမှတ်ထားပါဆိုတော့ဒါကကျွန်တော်တို့ညင်းလို့မရတဲ့အရာဖြစ်တယ်ကျွန်တော်တခုတည်တာဘုကလူတိုင်းအတွက်ဒီလောကမှာအသက်ရှင်တဲ့လူတိုင်းအတွက်ဒီခေယင်တဲ့ဆိုရုံတော့နေဆိုတာကရောက်မှာဖြစ်တယ်ဒါကဘာလဲချမ်းစာထဲမှာပြောထားတဲ့ prophetic စကားဖြစ်တယ် prophecy ဖြစ်တယ်အဲဒါကဘယ်သူမှရှောင်လို့မရဘူးဒါကလူတိုင်းစီမှာရောက်မှာဆိုတော့ကျွန်တော်ရောက်တဲ့အခါမှာကျွန်တော်တခုတည်တာဘုကဘာလို့ရမလဲကျွန်တော် စီးသားရ ရ မယ် နိုင်ဖို့ ခံရနိုင်ဖို့ဆိုတော့ကျွန်တော်ယုံကြည်သူတည်ထားဖို့ကဒီချမ်းချက်ကိုဖတ်တဲ့အခါမှာဒါကဝိညာဉ်တိုက်ပွဲလုပ်ဖို့အတိကကျွန်တော်ကိုအားပေးတဲ့ချမ်းချက်မဟုတ်ဘူးမှတ်ထားပါဒါစာဒန်နဲ့ပတ်သက်ပြီးမှရှင်းပြပေးတဲ့ချမ်းချက်ပဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်ယုံကြည်သူတွေဘုံပေါက်ပြီးမှဘာဖြစ်လဲဒီချမ်းချက်ကိုယူပြီးမှဘာဖြစ်လဲကျွန်တော်ကဝိညာဉ်တိုက်ပွဲချရမယ်နော်ဆိုမှကျွန်တော်ပြောနေကြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဟုတ်ပြီဒီအဲမှာစနစ်တက်ကကျွန်တော်မဖတ်ခဲ့ sorry စနစ်တက်မှာဘာဖြစ်လဲဆိုတော့put on the whole armor of God ဆိုတာကဝတ်လုံကိုဘာဖြစ်လဲဝတ်ရမယ်မပြောဘူးလားဝတ်လုံကိုဝတ်ရမယ်ဆိုမှဘာကြောင့်ဝတ်လုံကိုဝတ်ခိုင်းတယ်တိလားအတိကဘာကြောင့်ဝတ်ခိုင်းဒီဝတ်လုံကိုဝတ်ခိုင်းတဲ့အရာကအတိကစာတန်ရဲ့ကဘာဆိုတာနဲ့ဒီဝိညာဉ်လောကဆိုတာကရှိတာဖြစ်တဲ့အတွက်ပြီးရင်စာတန်ရဲ့ကဘာနဲ့ဝိညာဉ်လောကကတစ်ခုပဲဖြစ်တယ်အတူတူပဲဖြစ်တယ်နော်ကျွန်တော်တို့ဥမာစာတန်ရဲ့ကဘာဆိုမှပြောလိုက်တဲ့အတိုင်းနဲ့ဝိညာဉ်ကဘာနဲ့စာတန်ရဲ့ကဘာကအတူတူပဲဖြစ်တယ်တစ်ခုပဲဖြစ်တော့တာဖြစ်ပါတယ်အောင်လို့ပေါ့လားတနေရာမှာပဲဖြစ်တယ်ဘာကြောင့်လဲဆိုကျွန်တော်ကျမ်းစာမှာလေ့လာတဲ့အခါမှာဘာဖြစ်လဲ we are come unto Mount Zion ငါတို့ကဇီးုံတောင်ပေါ်မှာဘာဖြစ်လဲလာကြတဲ့သူတွေဖြစ်တယ်ဆိုတော့လာကြတော့လာရမှာမဟုတ်ဘူးငါတို့ကလာပြီးပြီငါတို့ကယေရှုကိုယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာဇီးုံတောင်ပေါ်မှာဘာဖြစ်လဲရှိတဲ့သူတွေဖြစ်ပြီဆိုတော့ကျွန်တော်ဇီးုံတောင်ပေါ်မှာရှိပြီဆိုဟာကိုကဇီးုံတောင်မှာအခုရှိနေပြီဆိုရင်အဲ့ဆိုကျွန်တော်တို့ကဒီစာတန်ရဲ့ကဘာကကျွန်တော်တို့ဘယ်မှာလဲနော်စာတန်ရဲ့ကဘာဆိုတာကအရေးမကြီးဘူးလားအရေးကြီးလားဆိုတဲ့အရာဒီကျွန်တော်အဲ့ဒီချမ်းချက်တွေဖတ်တဲ့ကံမှာကျွန်တော်ဘောပေါက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တခုတည်တာဘုကဒီဝိညာဉ်လောကနော်ဒီဝိညာဉ်လောကနဲ့စာတန်ရဲ့ကဘာကအတူတူပဲဖြစ်ပါတယ် praise the lord အားလုံးဘောပေါက်ကြပြီလား ဟုတ်ပါဘူး ဆိုတော့ဒီဝိညာဉ်နဲ့ဆိုင်တဲ့အရာအားလုံးကအဲ့ဒီထဲမှာပဲစာတန်ရဲ့ကဘာလဲတခါလဲဘာဖြစ်လဲတပြိုင်တည်းနဲ့ဖြစ်ပါတယ်အဲကြောင့်ကျမ်းစာထဲမှာဘာပြောထားလဲဆိုတော့ဖျားတကယ်နှုတ်ကပတ်တော်ဟာနော်ကျွန်တော်တို့ရဲ့ခြေနည်းရဲ့မြင်းခွက်ဖြစ်ပါတယ်ဆိုမြင်းခွက်ဖြစ်ပါတယ်ဆိုတလောကလုံးကမောင်နေတာဖြစ်ပါတယ်အားလုံးပေါက်ကြပြီလား praise the lord amen ဆိုတော့အဲ့ဒါဆိုကျွန်တော်ကအလင်းရဖို့ကကျွန်တော်တခုတည်ထားကျွန်တော်တို့ကဖျားတခင်ရဲ့ကဘာနဲ့ပတ်သက်ပြီးမှတဘောပေါက်လာပြီဆိုဖျားတခင်ရဲ့ကဘာထဲမှာကျွန်တော်ကနေမှပဲဘာဖြစ်လဲဒီစာတန်ရဲ့ကဘာထဲမှာနေတဲ့ခါမှာလဲဘာဖြစ်လဲအလင်းဆိုတာထွက်လာမှာဖြစ်ပါတယ်အဲဒါကြောင့်ဖျားရဲ့ကဘာကိုလည်းကျွန်တော်တဘောပေါက်ဖို့အရေးကြီးတာဖြစ်ပါတယ် praise the lord အားလုံးပေါက်ကြပြီနော်ဆိုတော့အခုကျွန်တော်တို့လက်တွေ့လောက်ရှာနေဒီနေရာနော်အားလုံးတည်ထားဒါကမောင်မိုင်းကဘာဖြစ်တယ်အခု Zoom ပေါ်မှာရှိတဲ့သူတွေတင်းတို့ထိုင်တဲ့နေရာမှာအခုကျွန်တော်တို့ရဲ့စကားပြောချင်းအားလုံးအခုကျွန်တော်နှုတ်ကပတ်တော်ခေါ်နေတယ်နော်အားလုံးနားထောင်နေတယ်ဆိုတော့ကျွန်တော်တို့ပြောဆိုတဲ့နေရာကနော်ကျွန်တော်တို့ဆက်ဆံတဲ့နေရာဒီနေရာကကျွန်တော်တို့တခုတည်းမောင်မိုက်ကဘာပဲဖြစ်တယ်နော်မောင်မိုက်ကဘာဆိုမောင်မိုက်ကဘာဆိုဘာဖြစ်လဲစာတန်ရဲ့ကဘာအတူတူပဲဖြစ်ပါတယ်အားလုံးရှင်းကြပြီလားအဲ့ဒီဟုတ်ပြီတားလေကြတဲ့မဟုတ်ဆိုတဲ့အတိတ်ပဲကဆိုတော့ဒီတိုက်ပွဲနဲ့ပတ်သက်လာပဲအဲ့ဒါကငါတို့ရဲ့တိုက်ပွဲမဟုတ်ဘူးမထားပါအဲ့ဒီတက်ကဒီပဲဆိုင်ပြိုင်အတွေ့အတာနဲ့ဆိုင်တဲ့အရာကိုဆိုင်ပြိုင်တိုက်လိုက်နေကြတဲ့မဟုတ်ဆိုတဲ့အဒိတ်ပဲအဲ့ဒီတိုက်လိုက်နေကြရတဲ့မဟုတ်ဆိုတဲ့အဒိတ်ပဲကအဲ့ဒီဟာကငါတို့ရဲ့တိုက်ပွဲမဟုတ်ဘူးဆိုတော့တယောက်ကအဲ့ဒီတိုက်ပွဲကိုယူလာပေးတာအဲ့ဒီစမ်းစစ်အဒိတ်ပဲကျွန်တော်ဖတ်လိုက်တာနဲ့တယောက်ကအဲ့ဒီတိုက်ပွဲကိုယူလာပေးတာကျွန်တော်ရဲ့တိုက်ပွဲမဟုတ်ဘူးဖြစ်ပါတယ် praise the lord အားလုံးပေါက်ကြလားဘာကြောင့်လဲဆိုစမ်းစစ်မှာကျွန်တော်ဖတ်တဲ့အခါမှာငါတို့အောင်မြင်တော့သူတဲ့ပူပြီးမှအောင်မြင်တော့သူဖြစ်တယ်
နော်အင်္ဂလိပ်ချမ်းစာမှာကျွန်တော်ဖတ်တဲ့ကမှာပါ we are more than a conqueror ဒီညဒီ live မှာကြည့်ရှုလို့ဒီအားလုံးဒီမှာရှိလို့ဒီလေကျွန်တော်အားလုံးတိထားပါငါတို့ကအောင်မြင်တော့တူတဲ့ပူမအောင်မြင်တော့တူဖြစ်တယ် praise the lord Amen. အားလုံးရှင်းကြတယ်နော်ဆိုတော့ Yes. အောင်မြင်တော့တူတဲ့ပူမအောင်မြင်တော့တူဖြစ်တယ်ဆိုတော့အောင်မြင်တော့ပြီကျွန်တော်တို့ကတိုက်ဖို့ဆိုတာမရှိဘူးဒါပေမဲ့ဒီထဲမှာကျွန်တော်ဒီ effect ရဲ့အတိတ်တွေကကျွန်တော်တည်ထားဖို့ကအတိတ်ကဒီစာတန်နဲ့ပတ်သက်ပြီးမှရှင်းပြတဲ့အကြောင်းပဲဖြစ်တယ်ဒါပေမဲ့တိုက်ဖို့တော့မဟုတ်ဘူးအဲ့အဆုံးတည်းမှာကျွန်တော်ဖတ်တဲ့အခါမှာဒီ14ထဲမှာရောက်တော့ဘာဖြစ်လဲကျွန်တော်ကတားစီတော့ဆိုတော့ English withstand ဆိုတော့မတ်တရရမှာတိုက်ပါမပြောဘူးမတ်တရခိုင်းတယ်ဖျားတဲ့ခင်ကဟာ Yes. အောင်ဘောလားဆိုတော့အဲ့ဒီ English စာမှာကျွန်တော်တို့ဒီ14ထဲမှာဖတ်တဲ့အခါ we are for we wrestler not against flesh for we wrestler အဲ့ဒီ wrestler ဆိုတဲ့အဓိပ္ပာယ်ကဖလဲလို့ခေါ်တယ် Hebrew ဆို PALEO ဖလဲဆိုတော့ဒီဖလဲရဲ့အဓိပ္ပာယ်ကကျွန်တော်တခုတည်တာဘကကျွန်တော်ခဏပြောသလိုတခါနဲ့တယောက်နဲ့တယောက်နှစ်ပန်းလုံးတိုက်ဖို့ပြောတဲ့စကားလုံးမဟုတ်ဘူးဖြစ်တယ်ဒီရဲ့တိုက်ပွဲကတိုက်เสียမလို့တဲ့စုံစမ်းစင်းနဲ့ပတ်သက်တဲ့အရာကိုအဲ့ဒါဒီကိုပြောတာဖြစ်ပါအားလုံးဘောလားဆိုတော့အဲ့ဒီကအဓိပ္ပာယ်ကဘာလဲမတ်တရက်ခိုင်းတဲ့တိုက်ပွဲမတ်တရက်ပါအဲ့က wrestler ပေါ့အဲ့ဒီထဲမှာဘာပဲရှင်ပြန်တိုက်လိုက်နော် Saiပြန်တက်လိုက် ရှင်ပြန်တိုက်လိုက်အဲ့ဒီတိုက်လိုက်ရဲ့စကားလုံးကဖလဲ PALE ကိုဖလဲအဲ့ဒါကဘာဖြစ်လဲဆိုမတ်တရက်ခိုင်းတဲ့တိုက်ပွဲဥပမာအနေနဲ့ဆိုကျွန်တော်တို့ဒီ Zoom ကအဖွဲ့ကျတော့ကျွန်တော်တိတ်ဟိုဟာလေ wrestling နဲ့ပတ်သက်မချစ်ဖြစ်တော့ဘူးအဓိကအတူတူရောက်ကြတယ်ပူကြည့်တာပေါ့ဟို John Cena တို့ဟိုဆရာတို့တွေ့ဘူးလားမသိဘူး Batista Undertaker ကျွန်တော်ဆိုအရင်ကိုကြည့်ခဲ့တဲ့စကား average ဟိုကနှစ်ပတ်လုံးဟို entertainment လေဆိုတော့အဲ့ဒီ Baptisma ငါကျွန်တော်ဆိုအရင်ကြိုက်ခဲ့တဲ့ Baptisma John Cena ဟို Randy Orton Undertaker နော်Triple H ဆိုတဲ့သူတို့ဘာဖြစ်လဲနှစ်ပတ်လုံးကြပြီးမှဘာဖြစ်လဲတကယ်ကောင်းကောင်းဟိုထိုင်ခုနေနဲ့တောင်မှဘာဖြစ်လဲရိုက်ချတီးချအရင်စိတ်ဝင်စားအောင်လူဒီမလုပ်ဘူးလားလုပ်တယ်ဆိုတော့ကျွန်တော်ကြည့်တဲ့အခါမှာအဲ့ဒါအားလုံးကလူတွေအားလုံးတကယ်ထင်တယ်တကယ်မဟုတ်ဘူးဆိုရင်လူတွေကမယုံဘူးတကယ်ပဲထင်တယ် ဟမ် ဆိုတော့အဲ့ဒါကတိုက်ပွဲမဟုတ်ဘူးအဲ့ဒါကဘာပဲသူတို့က entertainment ဆိုတော့ဇက်ပြတာဆိုဇက်ပြတဲ့အရာကိုကျွန်တော်ကြည့်လိုက်တဲ့တကယ်သူထင်တယ်ကျွန်တော်ကိုယ်တိုင်မှဇက်တကယ်ထင်တယ်ဒါပေမဲ့အဲ့ဒါကတကယ်မဟုတ်ဘူးဖြစ်တယ်ဆိုတော့သူကဇက်ပြတယ်လို့ပုံစံနဲ့ဘာပဲလဲသူတို့နှစ်ပတ်လုံးရှာတာဖြစ်တယ်အဲ့ဒါကျွန်တော်တို့ဒီတိုက်ပွဲနဲ့ပတ်သက်လာပြီဆိုရှင်းရှင်းနဲ့ပြောဆိုသူကအဲ့ဒီနှစ်ပတ်လုံးတဲ့ပုံစံနဲ့သူတို့သူကတိုက်တာမဟုတ်ဘဲနဲ့သူကဘာပဲလဲဆိုဒီမတမတ်တရတဲ့အရာရက်ရမယ့်အရာဟိုကဘာပဲလဲသူကဇက်ကရိုက်တာလေနော်သူတို့ကအဲ့ဒါ entertainment ပြီးရင်အဲ့ဒီ wrestling မှာကျွန်တော်တို့ဟိုချိန်ညာတဲ့အခါမှာဘာပဲလဲ don't try this at home နော်အိမ်မှာဒါကိုဘာပဲလဲကျွန်တော်မလုပ်နဲ့နော်တော့မစနဲ့အိမ်မှာမစနဲ့ဆိုမှပြောတယ်ဘာကြောင့်လဲသူက entertainment နော်တကယ်မဟုတ်လို့ဖြစ်ပါတယ်ဒါပေမဲ့ငါတို့ကတကယ်မြင်တယ်အဲကြောင့်ဒီတက်ကကျွန်တော်ရှင်ပြန်တိုက်လိုက်ဒီအဓိကအဲ့ဒီစကလုံးကတကယ်တိုက်ပွဲမဟုတ်ဘူးဖြစ်တယ်သူကဒီလိုမတ်တရရမှာဘာပြောဆိုးတဲ့နေကလူတိုင်းတွေရောက်လာမတဲ့အခါမှာကျွန်တော်ဒီတိုင်းမတ်တရတဲ့ကဖျားရဲ့နှုတ်ကပတ်နဲ့ကျွန်တော်ကဘာဖြစ်လဲမတ်တရရမှာဖြစ်ပါတယ် praise the lord Hey. Amen. ဆိုတော့ကျွန်တော်တို့ဒီထဲမှာဖတ်တဲ့အခါမှာ English ကျမ်းစာမှာ for we wrestle not against flesh and blood but against ဆိုတဲ့စကားလုံးကထက်ကကျွန်တော်မြင်တွေ့ရတယ်ဗမာလဲဆိုပါပြီလား၎င်းလားဆရာဒီ chapter 10ဟုတ်တယ်ဆရာ၎င်း ဆိုတော့၎င်းဆိုတဲ့အဲ့ဒီစကားလုံးထက်ကတင်းလို့မြင်တွေ့ရမယ်ဘာကြောင့်၎င်းဆက်တိုက်အဲ့ဒီ၎င်းပဲပြောတယ်ဒီတက်ကအဲ့ဒီ against ၎င်းဆိုတဲ့အဓိပ္ပာယ်ကသူကဟိုလိုမျိုး၎င်းကိုပြောတာမဟုတ်ဘူးအဲ့ဒီတက်က against ရဲ့အဓိပ္ပာယ်က pros လို့ခေါ်တာ PROS pros ရ Hebrews ကလည်း pros လို့ခေါ်တာအဲ့ဒီ၎င်းရဲ့အဓိပ္ပာယ်၎င်းကိုပြောတာမဟုတ်ဘူး pros ဆိုတော့အဲ့ဒီ၎င်းရဲ့အဓိပ္ပာယ်က Hebrews PROS pros ဆိုတော့အဲ့ဒီ pros ရဲ့အဓိပ္ပာယ်က face to face ဆိုတော့ managing face to face ဆို managing ကျွန်တော်ဒီလိုကြည့်လိုက်တဲ့အခါမှာစာတန်လည်းဒီဘက်မှာ managing ဒီလိုဘာဖြစ်လဲတယောက်နဲ့တယောက်ရင်ဆိုင်ခြင်း managing ရင်ဆိုင်ခြင်းဥပမာထားပြီးဝင်းနေပါကျင်တောင်မှဘာဖြစ်လဲ तू ပြောတယ် तू ဆူတောင်းတဲ့အခါဒီဆူတောင်းတဲ့အခါမှာအဲ့ဒီကက်ဖျားရဲ့ဘုံရှိတဲ့နေရာမှာဆူတောင်းတဲ့အခါမှာဘာဖြစ်လဲတခါလဲစာတန်ပေါ်လာတယ်ဘာကြောင့်ဝင်းနေလောကဝင်းနေကဘာနဲ့စာတန်ကဘာကအတူတူပဲဖြစ်တယ်တခါတည်းတပြိုင်တည်းဖြစ်တယ်အဲ့ကြောင့်ဘာဖြစ်လဲ managing ရင်ဆိုင်ခြင်းဆိုရအတိတ်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တခုတည်တာပါဒီကဘာဟာဝိညာဉ်လောကရဲ့တကယ်ဝိညာဉ်လောကတကယ်ပိုင်တဲ့နေရာဖြစ်တယ်
ဒီကဘာလေးဒီကဘာမြေကြီးကျွန်တော်တင်တော့ attention နဲ့ဒီကဘာမြေကြီးဟာ winning လောကတကယ်ပိုင်ရှင်တဲ့သူ့ရဲ့နေရာဖြစ်ပါတယ်အားလုံးပေါ့ချပ်နော်ဆိုတော့ winning လောကပိုင်တဲ့ကဘာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တခုတည်တာအဲ့ဒါဆိုကျွန်တော်ခဏပြောတယ် pros ဘောနော်၎င်းဆိုရင်တော့တရားမှရှောင်လို့မရဘူးလူတိုင်းကဘာဖြစ်လဲစာတဲ့ management ရင်ဆိုင်ရမယ်ဟာကြုံကိုကြုံရမှာလူတိုင်းဒီညဒီစုံပေါ်မှာရှိလို့တယ်တင်းတို့ကြုံကိုကြုံရမှာရင်ဆိုင်ရမှာ Yes. ဘာ၎င်းသူက profit ပြုတ်ထားပြီပဲလူတိုင်းတော့ဆိုးတဲ့နေ့ဆိုရလာမှာမလာခင်မှာအဲ့ဒီအပေါ်မှာဘာဖြစ်လဲ၎င်းငါတို့ရဲ့ဒီဘာလဲ type အတွေ့အတာမဟုတ်ဘူးအတွေ့အတာနဲ့မဆိုင်တော့ဘူးအဲ့ဝင်းဒီလောကနဲ့ပတ်သက်တဲ့အရာဒီဖြစ်တယ်အဲ့ဒါကြောင့်ဘာဖြစ်လဲ၎င်းရင်ဆိုင်ရမယ်အဲ့ဒါလေးရင်ဆိုင်ရမယ်အဲ့ဒါလေးရင်ဆိုင်ရမယ်ဆိုတဲ့အတိတ်ပဲဖြစ်တယ်၎င်းရဲ့အတိတ်ပဲဆိုတော့စနစ်ဖြစ်ပြန်ပါမယ် Yes. အချောင်းမူကငါတို့သည်အသွေးသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လန်ရကြသည်မဟုတ်အသွေးမြတ်တို့နှင့်၎င်းအာနာဆက်တို့နှင့်၎င်းလောကီမောင်မိုင်း၌အစိုးတရားပြုလို့တော့မြင်းတို့နှင့်၎င်းမိုးကောင်းကင်၌နေတော့နတ်ဆိုးတို့နှင့်၎င်းဆိုင်ပြိုင်တိုက်လန်ရကြ၏ အာမင်ဆိုတော့ဒီထဲမှာဖတ်တဲ့ကံဘာဖြစ်လဲ၎င်း managing အားလုံးကို management ရှင်ပြန်ကျွန်တော်တိုက်ရရမယ်ဆိုမှကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဆိုတော့အတိတ်ကဒီထဲမှာပိုလူကဘာပြောချင်တဲ့အရာကဒီထဲမှာစာတန်ရဲ့ level ကိုအတိတ်ကသူရှင်းပြပေးတယ်တိုက်ပုံမစာတန်ရဲ့သူရဲ့ level စာတန်ကရာထူးရှိတယ်သူတို့ရဲ့ level နဲ့ရာထူးကိုပိုလူကပြောပြတာဖြစ်ပါတယ်အားလုံးပေါ့လား ဟုတ်ပါတယ်ဆရာ praise the lord Amen. ဆိုတော့ Amen. အတွေ့အတာမဟုတ်ဘူးဆိုတဲ့စကားလုံးကျွန်တော်မတွေ့ဘူးလား Do that. ဆိုတော့ကျွန်တော်လူတစ်ယောက်ကိုတွေ့လိုက်တဲ့အခါမှာကျွန်တော်တို့လူတွေရဲ့ပြဿနာကလူကိုကြည့်ပြီးမှဘာဖြစ်လဲတရားနဲ့တရားရံဖြစ်ကြတယ်တကယ်ဆိုကျွန်တော်ကစမ်းစာနားနေပြီဆိုအခုလူတရားနဲ့တရားပြဿနာဖြစ်တဲ့အရာကလူရဲ့နောက်ကျောမှာဘာရှိနေတဲ့အရာကိုမတွေ့လို့လူကိုရန်ရှာတယ်လူအချင်းချင်းရန်ဖြစ်ကြတာဖြစ်ပါတယ် Yes. Yes. အော်ဘောတယ်နော်ဆိုတော့အတိတ်ကကျွန်တော်လူကိုရန်ရှာလို့မရဘူးလူတယောက်ကအရန်ဒေါသထွက်တဲ့လူတယောက်ရှိပြီဆိုသူဒေါသထွက်တာမဟုတ်သူရဲ့နောက်ကျောမှာဘာဖြစ်လဲအဲ့ဒီဒေါသထွက်တဲ့နတ်ဆိုရှိတယ်အဲ့ဒီအရာကိုကျွန်တော်မြင်တတ်ရမယ်အဲ့ဒါမြင်ပြီးဆိုကျွန်တော်ဘယ်လိုတတ်ရမယ်ဆိုတဲ့အရာဒီနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ကဘာဖြစ်လုပ်ရမှာဖြစ်ပါတယ်အော်ဘောပြီနော် Papa. praise the lord ဆိုတော့လူတွေရဲ့ပြဿနာကဘာဖြစ်လဲနောက်ကောက်ွယ်ရမှာဘာရှိတဲ့အရာကိုမကြည့်လို့လူကိုပဲကြည့်အတွေ့နဲ့အတောက်ကိုတွားကြည့်လိုက်တာရှမ်းစာတဲ့အတွေ့နဲ့အတောက်မရှိခိုင်းဘူးဟာဒါကယုံကြည်သူတွေမှာခဏဖြစ်တဲ့ပြဿနာတယောက်နဲ့တရားမှုတော်ဆောင်နေတဲ့တယောက်နဲ့တယောက်မနာလူစားတယောက်နဲ့တယောက်ဘာပူဒီဝင်တယ်လို့တခါချက်ဘာဖြစ်လဲတယောက်နဲ့တယောက်မင်းနာဒီပြက်ကုန်နေပြီတယောက်နဲ့တယောက်ဘာဖြစ်လဲစိတ်မကောင်းတာတွေရှိတယ်အမှုတော်ဆောင်တွေချင်းထဲမှာဘာကြောင့်လဲကျွန်တော်တို့နောက်ကိုယ်မှာဘာရှိတယ်ဘာကြောင့်လူတွေရဲ့ကြွကအရာကိုစိတ်ဆူလာတယ်ဘာစိတ်ဆူရှာမရှိဘဲနဲ့စိတ်ဆူလာတယ် yes ဒီတိုင်းဖောက်ရှာမရှိဘူးဒီတိုင်းဖောက်ရှင်လာတယ်။ဘာကြောင့်လဲသူတို့ရဲ့အထဲမှာတခုရှိလို့တကယ်ဆိုဖောက်ရှာကြောင့်မရှိဘူးစိတ်ဆူရှာကြောင့်မရှိဘူး yes ။ဒါကျွန်တော်ကပြောဆိုနောက်ကောက်ကမှဘာရှိတယ်ရဆိုတဲ့အရာအဲကျွန်တော်စိတ်ဆူလာမှတ်ထားပါလူတယောက်အရင်ကစိတ်ဆူလာကိုယ့်ရဲ့နောက်ကောက်ကမှဘာနောက်ဆက်နေပြီလေ။နော်ကိုတော့တွားမိတဲ့အတွေးကိုတွားပြီးမှအပြစ်မပင်းနဲ့။အားလုံးပေါ့ချပြီနော်။ဆိုတော့အဲ့တော့ကျွန်တော်ဟုတ်ပြီဒန်နီလာနဲ့ပတ်သက်မှာချမ်းစာမှာပြောတဲ့အကြောင်းကျွန်တော်ခဏလေးလာမယ်ဆိုတော့ဒန်နီလာကိုကောင်းကင်တမန်ကပြောလဲဆိုဒန်နီလာ तू ကတောင်းနေတဲ့ तू ကဘာပြောလဲ तू ကိုဖျားခင်ကဖျားတိတ်နော်ယူပါယူပြတဲ့အခါမှာ तू နားမလဲလို့ तू ကငုံနေတယ်ဆူတောင်းနေတဲ့အခါမှာဘာဖြစ်လဲကောင်းကင်တမန်မြစ်ခေလာရောက်လာပြီးမှဒန်နီလာတင်းဆူတောင်းတဲ့နေ့စတဲ့နေ့ဟာဘာဖြစ်လဲတင်းအဖေရရှိတဲ့နေ့ဖြစ်ပါ praise the lord Melikom frahas. Soကျွန်တော်တခုတည်တာဘောကဒင်းလာကပြောစ27ရက်ဆုမတောင်းဘူးလားဒါပေမဲ့ तू 27ရက်လုံး तू ဆုတောင်းဒါပေမဲ့ तू ဆုတောင်းစားတဲ့နေ့မှာ तू တောင်းရမယ့်အဖေကို तू ရရှိပြီဒါပေမဲ့ तू အဖေကိုမရဘူးလို့ခံစားပြီးမှဘာဖြစ်လဲတားဆီခံရတာဖြစ်ပါတယ် praise the lord Yeah. Amen. အောင်ဘောချပြီလား Papa. ဆိုတော့ဒင်းလာကဘာဖြစ်လဲဆုတောင်းတဲ့အခါမှာဗတ္တမနေ့မှာ तू ဆုတောင်းပြီဆိုတော့ तू ဗတ္တမနေ့မှာဆုတောင်းတဲ့အခါမှာတခါလဲဂေဘရီလာကသူ့ကိုကူညီဖူးလာတဲ့အခါမှာဂေဘရီလာစဉ်းစားကြည့်လိုက်ကောင်းကင်တမန်ဂေဘရီလာကိုပါစီရဲ့မင်တာကတူတာလိုက်တာယာစဉ်းစားကြည့်ပါစာဒန်ရဲ့လူကကောင်းကင်တမန်ကိုတားလို့ရတယ်ဘယ်လောက်ထိစောင်းတယ်လေလူကိုတွားတာမဟုတ်ဘူးနော်ကောင်းကင်တမန်ဂေဘရီလာလာတဲ့အခါမှာကောင်းကင်တမန်ဂေဘရီလာတော့ပါစီရဲ့မင်တာတားတာစဉ်းစားကြည့်ပါတော့ Wow.
praise the lord အားလုံးပေါက်ကြလား ဟုတ်ပါ ဆိုတော့ဘလို့နော်မင်းကွန်းကတယ်မင်းကဘလို့ကောင်းကင်တမန်တော်တားခံရတယ်ဒီကေဆိုကျွန်တော်တို့ဥမာလူဦးနောင်နဲ့ရှင်းခမရတို့တီးတဲ့အတိုင်းစဉ်းစားကြည့်လိုက်မဖြစ်နိုင်ဘူးဆိုမှကိုကတွင်းမှာတော့စမ်းစာဖတ်မှကောင်းလို့စီကြည့်လိုက်ဘလို့ကောင်းကင်တမန်ကိုတော့မှဒီပါစီရဲ့မင်းတားတယ်လေအဲ့ဒါရန်ကိုရေးကြည့်တာဖြစ်ပါတယ် praise the lord ဟုတ်ပြီဆိုတော့ကျွန်တော်ဟိုတိတ်မယ်ပြောဒနီလာဒီချက်ဖတ်မယ်လေပူရှင်းတော့ဒနီလာအခန်းကြီး အခန်းကြီး 30အခန်းငယ်7 အခန်းငယ်7 อืม ထိုအခါသူကလည်းအချင်းတန်ရီလာမကြောက်နဲ့တင်းဒီနားလဲခြင်းက၎င်းတင်းဖျားရှိမှကိုဆုံးမခြင်းက၎င်းစိတ်ပြထန်သောပထမနေ့မှစ၍တင်းစကားကိုကြားတော်မူပြီး ဒီတော့ဘတ်တမနဲ့မှာတည့်ရစကောင်းငါချပြီချားတဲ့အခါမှာကောင်းကင်တမန်တားခံရတယ်ဆိုတော့ဒနီလာသူရရှိရမယ့်ယူပါယုံရဲ့အဲ့ဒီအဖေကအဲ့ဒီဘတ်တမနဲ့မှာသူရပြီပေးပြီဖြစ်တယ်ဒါပေမဲ့သူတားပေးတဲ့ဖြစ်တဲ့အတွက်သူမရနိုင်တာမတိနိုင်တာအဲကြောင့်ကျွန်တော်တို့ခုဒနီလာကဘယ်နေရာဆူတောင်းတယ်လဲ20ရက်ဆိုတော့ချားစားတဲ့နိကွာခန်းကြီးတစ်20တဲ့ကျွန်တော်ဖတ်တဲ့ကမှာပါပြီလေ behold နော်ကျွန်တော်တို့ခုဒီတော့ဖျားတဲ့ရဲ့ဂတိတော့ဟာ behold the promises of God yea and amen ဆိုဖျားတဲ့ရဲ့ဂတိတော့ပါပြီလားဖျားတဲ့ရဲ့ဂတိတာဟုတ်ကဲ့နဲ့ပါပဲလားဟုတ်ကဲ့နဲ့ amen ပဲဖြစ်တာအရာမေရီရှွန်ဒလီပရဖျားဟုတ်ကဲ့နော်ခမရတို့ဘာတောင်းလဲဖျားဟုတ်ကဲ့ listen behold the promises of God yea and amen နော်ဖျားတဲ့ဂတိတော့ပါပဲလားဗမာနဲ့ဆိုကဟုတ်ကဲ့လားဟုတ်ပါတယ်ဟုတ်မှန်တယ်နဲ့အာမင်နိကိုတစ်နဲ့စတာကျွန်တော်လဲလိုက်ပြီမှာအဲ့ဒါကျွန်တော်တို့ကဒနီလာကဘာကြောင့်သူက20ရက်ဆူတောင်းရတယ်ဒါပေမဲ့ဘုရားရဲ့ဂတိတော်ပါပဲလားခမည်းတောင်းရှာတောင်းမလို့တဲ့ဘုစဉ်းစားရတဲ့နတ်ဖြတ်တယ်ဟုတ်ကဲ့ငါတာဟုတ်ကဲ့ငါတမီဘာလို့ရတယ်လဲအဖေဒါလိုအပ်တယ်ဟုတ်ကဲ့ငါပြီးစီပဲမယ်ဘုရားရဲ့ဂတိတော်ကဟုတ်ကဲ့အရာမလီဆွန်ဒလီဖရဒစ်ဘုရားရဲ့ဂတိတော်ဟုတ်ကဲ့ပဲငါတာဘုရားရဲ့ဂတိတော်မောငါရှူပေးမယ်ကားတဲ့အင်ပေးမမဟုတ်ဘူးငါတာတင်ပါစဉ်းစားတယ်စဉ်းစားပြောတော့မပြောစဉ်းစားတဲ့ကမှာဒါချိုက်တယ်ကွာဒါလိုအပ်တယ်ကဟုတ်ကဲ့အာမင်အဲ့ဘာဖြစ်လဲခရစ်တော်ထဲမှာရှိတဲ့သူဒီအတွက်ဟာဘာဖြစ်လဲအဲ့အားလုံးကပြည့်စုံနေတယ် all things are possible to him they believe ယုံကြည်တော်သူဒီဘာဖြစ်လဲအားလုံးယုံကြည်တော်သူဒီအတွက်အဲ့အားလုံးကဘာဖြစ်လဲဖြစ်နိုင်တာဖြစ်တယ် no English nation all things are possible to him that believe ဆိုတော့ကျွန်တော်အားလုံးယုံကြည်ပြီကျွန်တော်ယုံကြည်ရင်ယုံကြည်တဲ့အတိုင်းအဲ့အားလုံးကဖြစ်ကိုဖြစ်စေရမှာဖြစ်ပါတယ် praise the lord အားလုံးဘောကြပြီလား Amen ဆိုတော့ကျွန်တော်ကပတနာယုံကြည်တဲ့ပတနာကဒီယုံကြည်တဲ့အပိုင်းမှာကျွန်တော်ပတနာရှိတယ်ကျွန်တော်ဆူတောင်းတဲ့အခါမှာအတိတ်ကဖျားတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်မစင်စင်မဆူတောင်းလိုက်တဲ့အခါမှာနော်နှုတ်ကပတ်တော်ဂတိတိုင်းကကျွန်တော်ခဏပြောတယ်လို့ပဲယေအာမင်ဟုတ်ကဲ့အာမင်အဲ့ဒါပဲဒီနောက်တစ်ခုကအရာအားလုံးဘာပဲဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တခါကျဆူတောင်းရင်ဘာပဲလဲဖျားတဲ့ကဘယ်မှာရှိလဲကျွန်တော်ရှင်းပြပေးမဟုတ်ဘူးလားဖျားကဘယ်မှာရှိလဲ နေရာတကာမရှိ နေရာတကာမရှိလဲဟုတ်တယ်ဟုတ်ပြီဖျားကနေရာတကာရှိတယ်ဒါပေမဲ့ဖျားတင်ကအတိတ်ကကိုယ့်ရဲ့အထက်မှာလည်းမရှိဘူးလားအတိတ်ကကျွန်တော်ရဲ့အထက်မှာရှိတယ်ဖျားနော်ဖျားကငါတို့အထက်မှာရှိတယ်ဒါပေမဲ့ငါတို့ဆူတောင်းရင်ဘာပဲလဲအိုးကောင်းကင်ပေါ်မှာရှိမှဖျားခင်ဆိုမှဘာပဲလဲအဲ့ဒီအတွေ့ကိုရှိတဲ့အတွက်ဆူတောင်းရင်မရတာနော်ဘာပဲလဲကျွန်တော်ဆူတောင်းတဲ့ကဟိုကိုယ့်ရဲ့နှလုံးသားထဲမှာမတွေ့ဘူးနှလုံးသားထဲပြားစကားထွက်လာမှမတွေ့ဘဲနဲ့ကောင်းကင်ပေါ်မှာရှိမှကောင်းကင်ကဘာတန်ဆင်းလာမလဲဆိုတဲ့အရာကိုအာယုံစိုက်မှဘာပဲလဲယုံကြည်သူကဆူတောင်းကြတယ်နော်ဒီရလည်းဒီ Zoom ပေါ်မှာရှိတဲ့ဘွက်တွေလက်မြောက်မှာကောင်းကင်ပေါ်မှာရှိမှဖျားတန်ကိုပဲခါနားထောင်တာမတည်တော့ဘူးနော်ဆိုတော့ကျွန်တော်ကပြောဆူတောင်းတဲ့ကမှတ်တာပါစကားချက်ဘာပဲလဲငါတို့ပြောခမရဆူတောင်းတဲ့မင်းနဲ့ချက်တော့ရောက်မှာမဟုတ်ဘူးမူးပေါ်တော့ရောက်မှာမပြန်စတယ်တဲ့တဲ့မူးပေါ်ရောက်ဖို့မစင်စားနဲ့ခမရတဲ့အထဲမှာပဲရှိမှာခမရတောင်းလိုက်တဲ့အထဲမှာပဲကြားရမှာအဖေလည်းအထဲမှာပဲရရှိမှာဘာလဲငါပါစတဲ့ဒီလိုဆူတောင်းတဲ့ကဒီမင်းနဲ့ချက်ပေါ်မှာမရောက်ဘူးရောက်ရှာလဲဘယ်လိုပဲဘယ်နဲ့ချက်မှာဟောကောင်းကင်ပေါ်မှာတွားတာမဟုတ်ငါတို့ရဲ့ဆူတောင်းတဲ့တိုင်ငါတို့ဆူတောင်းတဲ့ခါဘာပဲလဲငါတို့ရဲ့အထဲမှာဘာကြောင့်ဖျားကအထဲမှာရှိတယ်မန်ဂဘာရက်ခတာလစ်ကာဟင်ဂတာလီယာပရက်ဇလာဆိုတော့ကျွန်တော်အားလုံးဒီလားဆူတောင်းရှင်နဲ့ပတ်သက်တဲ့အဲ့ဒါဒီကျွန်တော်တို့ဘောပေါက်ဖို့ရည်ချတာဖြစ်တယ်အဲ့ဒါဒနီလာရဲ့ပတနာကအဲ့ဒါဆူတောင်းတဲ့အခါမှာတားရှိခံရတဲ့ပတနာတခုပြင်တကယ်ဆိုသူကရပြီသူ့ရဲ့အဖေကအတိကဒနီလာနဲ့ပတ်သက်မှာကျွန်တော်ပြန်မနည်းနည်းပြန်ရှင်းပြအောင်မှာကဲရှာပြန်ဖတ်မယ်အခန်းကြီးစနစ်ဖတ်တယ်နော်ခဏမှာ ဟုတ်ပါတယ် စက်တုံးဖတ်မယ် အခန်းငယ်73ဗြိတိနိုင်ငံကိုအစိုးရတော်မြင်းမူကအရက်21ရက်ပတ်လုံးငါ့ကိုစီတာ၏
နောက်တစ်ခါအမျက်ဆုံးသောမင်းစုထက်ကမိခေလာသည်ငါ့ကိုအကူလာ၍ငါသည်လည်းထိုအရက်၌ပေရတိမင်းကြီးတို့ထံမှဆိုင်းလျက်နေရ၏ ဘာမင်းကြီးလဲရှင် ပေရတိမင်းကြီး ပရတိမင်းကြီးကျွန်တော်ပါရှိကျွန်တော်ပါရှိပဲပြောနေတာဟုတ်ပြီပရတိမင်းကြီးပါရှာပါရှိကျွန်တော်အင်္ဂလိပ်နဲ့ပါရှာပါရှိပရတိမင်းကြီးပဲပြောလိုက်မှာဟုတ်ဆိုပရတိမင်းကြီးကကောင်းကင်တမန်ကိုတားနိုင်တဲ့သူတို့ထဲမှာတမန်အဲ့လောက်ထိအဆွမ်းရှိတယ်ဆိုခင်ဗျားတို့စဉ်းစားကြည့်ပါပရက်ဆလောဆက်ပါဦးမရှိဟိုဆက်လေ ယခုမူကားနောင်ကာလတွင်တင်းအမျိုးသားချင်းတို့၌ဖြစ်လက်တန်သောအမှုရာတို့ကိုတင်းဒီနားလည် ကျွန်တော်ဒီထဲမှာဒန်နီလာသူအတိကနားမလဲသူနားလေချင်တာဒန်နီလာသူနားလေချင်တဲ့အဲ့ဒီဗျာတိတ်ယူပါယုံကဘာလဲဆိုတော့အခုဖြစ်မဲ့ရမောနောင်ကာလမှာဖြစ်ရမယ်ဖြစ်လာမယ်အဲ့ဒီဗျာတိတ်ယူပါသူအရင်ဆန်ကပါနားလေချင်တာသူဖျားပြတဲ့ကသူနားမလဲလို့အဲ့ဒီကသူနားလေချင်လို့အဲ့ဒါကအခုဖြစ်မဲ့အရာမဟုတ်ပဲနောင်ကာလဆိုတဲ့စကားလုံးကျွန်တော်မသိရဘူးလားဆိုတော့နောင်ကာလမှာဖြစ်မဲ့အရာနဲ့ပတ်သက်ပြီးမှဒန်နီလာကခက်ခဲဒုက္ခရောက်နေတာပေါ့အဲ့ဒါကိုသူတိရှင်တော့မတိနိုင်လို့သူဒုက္ခရောက်နေတယ်အကြောင်းကိုကျွန်တော်ဒီထက်အမြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဆက်ပါမယ်ရှင်ဆက်လေအဆက် Yes. ဤပြတဲ့ယူပါယုံသည်တာရှည်သောကာလနှင့်ဆိုင်ပေ၏ဟုငါအားပြောဆို၏ထို့တို့ပြောဆိုပြီးမှငါသည်ဥညွတ်ပြော့ဝ၍စကားမပြောဘဲနေ၏ထိုအခါလူသား၏တတန်ရှိသောသူတို့သည်ငါနှုတ်ကိုလက်နှင့်တို့လင်ငါသည်နှုတ်ကိုဖွင့်၍ပြောရသောအခွင့်ကိုရပြီးလေကျွန်ုပ်၏သခင်ပြာတဲ့ယူပါယုံကြောင့်ကျွန်ုပ်သည်ပြင်းစွာသောဝေဒနာကိုခံရ၍ကိုယ်၌ခွန်အားအလင်းမရှိပါကိုတော်ကျွန်သည်ကိုတော်အရှင်နှင့်အဖေတို့ ဆိုကူတော်ချွန်ဒီကူတော် ကိုတော်အရှင်နှင့် ဆိုအဲ့မှာကူတော်ဆိုတဲ့စကားလုံးမတွေ့ရဘူးလား ရပါ ဆိုအဲ့ဒါဘယ်သူပြန်ပြောနေလဲဆိုတဲ့အရာဒီနော်ဒီထဲမှာကောင်းကင်တမန်အကြောင်းမဟုတ်တော့ဘူးဖျားသခင်နော်ဒန်နီလာကိုလူတယောက်လာတဲ့အရာဒါသခင်ကိုပြောနေတဲ့အကြောင်းကောင်းကင်တမန်ပြန်မဟုတ်တော့ဘူးဖြစ်သွားတယ်အားလုံးဘောနော်ဆိုသခင်အဲ့ဒါအခုဖတ်ရှာပါတဲ့စက္ကွန်လား ဟုတ်တယ် စက်အဲ့ဒီတမတခင်ဆိုတော့တခုတည်တာဘကကျွန်တော်တို့ကကောင်းကင်ဗျာတိတ်ကြမှာယောဟန်ကောင်းကင်တမန်ကိုတွေ့တဲ့အခါဒူးထောက်နေတဲ့အခါမှာဒူးမထောက်နဲ့ငါတင်းတို့ရဲ့ညီကူပဲကောင်းကင်တမန်ကတော့ညီကူဖြစ်တယ်ဆိုတော့ကောင်းကင်တမန်ရဲ့ရှေ့မှာဒူးထောက်လို့မရဘူးဖြစ်တယ်ဆိုတော့ဒီထဲမှာဒန်နီလာကဘာဖြစ်ဒူးထောက်တယ်မဟုတ်လား ဟုတ် ထောက်လား ထပ်ပါ အဒီကကောင်းကင်တမန်မဟုတ်ဘူးမထားကောင်းကင်တမန်ရှေ့မှာကျွန်တော်ဒူးထောက်လို့မရဘူးဖြစ်ပါတယ်ချမ်းဆိုင်အတိုင်းကျွန်တော်အားလုံးတည်ထားဖို့ကအဒီကကျွန်တော်ကအဲ့မှာတခင်ဘာလို့လဲပြောရှာမလို့တင်းတို့အားလုံးတည်ပဲတခင်ဆိုတာဘာလို့ပြောတယ်လဲနော် praise the lord အားလုံးတော့ပေါ့ချပြီလားဆိုဒူးထောက်ချင်းနဲ့ပတ်တယ်လားကောင်းကင်တမန်ကိုထောက်လို့မရဘူးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟုတ်ပြီမိခလာကအဒီကဘာဖြစ်လဲလာပြီးမှဒန်နီလာကိုပြန်မလာကူညီပေးတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟိုဟာလေဒန်နီလာအခန်းကြီး7နဲ့အခန်းကြီး1ထပ်ပြန်တော့မယ် ထိုကာလ၌တဲ့အမျိုးသားချင်းတို့၏အမှုကိုစောင့်သောအရှင်ကြီးမိ ဟုတ် ခေ ကဲ့ လာ ကဲအားလုံးပြန်တင်အမျိုးသားအားလုံးပြောမယ် တဲ့အမျိုးသားချင်း အဲ့ဒီဘုဒ္ဓပြောတယ်ကြည်လားတင်အမျိုးသားဘုဒ္ဓပြောတယ်ကြည်လားဣသရေလလူမျိုးကိုပြောတာဖြစ်တယ်ဟုတ်ပြီရှာပါမယ် အရှင်ကြီးမိခေလာသည်ပေါ်လာလိမ့်မည်လူမျိုးတစ်စုံတစ်မျိုးမှဖြစ်သည့်ကာလမှစ၍ထိုကာလတိုင်အောင်မဖြစ်စဘူးသောဆင်းရဲဒုက္ခကပ်ကာလသည်ရောက်လိမ့်မည်ထိုကာလ ကျွန်တော်တခုတည်ထားဖို့ကဒီပါစီရဲ့မင်းကဘာဖြစ်လဲပါစီနော်ဘာမှမလဲ ပေ ပေတိ ပရတိရဲ့ဒီမင်းကြီးကဘာဖြစ်လဲဒီမင်းတာကဒီကောင်းကင်တမန်ကိုတားရှိလိုက်တယ်ဆိုတော့တားရှိတဲ့ကမှာကျွန်တော်တခုတည်ထားဖို့ဂေဘရီယယ်ကိုတားလိုက်တယ်ဂေဘရီယယ်ကကျွန်တော်အားလုံးတည်ထားဖို့ဂေဘရီယယ်က postman နော်သူကစာပို့မှာပဲဖြစ်တယ်ဂေဘရီယယ်စာပို့မယ်သူရဲ့အလုပ်ကအဲ့ဒါဖြစ်တယ်ဆိုတော့ဒါမဲ့ကျွန်တော်ဒီ line ပြောတဲ့ခါမှာဘာဖြစ်လဲအားလုံးကဂေဘရီယယ်တကူမရှိတာမထင်နဲ့ဂေဘရီယယ်ကစာပို့မှာဖြစ်တယ်ပြီးတော့တခုတည်ထားဖို့မိခလာကဘာဖြစ်လဲသူကတိုက်ပွဲဝင်တယ်သူဖြစ်တယ်သူရဲ့ခန္ဓာကိုယ်တကုံးလဲဘာဖြစ်လဲတိုက်ပွဲနဲ့ပတ်သက်တဲ့ဓာတ်တွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဆိုတော့ဂေဘရီယယ်အဲ့ဒီ postman တူလာတဲ့ခါမှာဘာဖြစ်လဲကျွန်တော်ကပြောတဲ့ပရတိရဲ့မင်းသားကတားရှိလိုက်တဲ့ prince ကထားပြလိုက်တယ်ဆိုပရပိရဲ့မင်းသားဆိုတာပရပိရဲ့ဘီရင်ဆိုတာရှိဦးမှာဖြစ်တာဆိုတော့ဒါဒီရဆလန်ကအဲ့ဒါမျိုးဒါတော့ကျွန်တော်တို့ဖြည်းဖြည်းပြန်ပြောလာမယ်ဆိုတော့ပရတိရဲ့မင်းသားရှင်ဘီရင်လည်းရှိရမှာ စင်တာရှိရှိ ဆိုဒီထဲမှာတားတာကမင်းသားတားလိုက်တယ်အားရှင်းနေတော့အဲ့ဒီချိန်မှာဘုဒ္ဓလာကိုနေပဲမိခလာကလာတယ်မှာတခါလဲကျွန်တော်တို့ဒီထဲမှာDaniela Senate တဲ့မှာကျွန်တော်ဘာဖြစ်လဲ and at that time shop Michael stand up Michael ကအဲ့ဒီချိန်မှာဘာဖြစ်မတရပြရမယ်ပြင်ဘာဖြစ်လဲ the great prince we stand up for the children of that people and there shall be a time of trouble such ဒီထဲမှာဒါကဘာဖြစ်လဲအတိတ်ကမိခလာနဲ့ပတ်သက်လာမိခလာနဲ့ပတ်သက်တဲ့အကြောင်းကျွန်တော်ဒီထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကောင်းကင်တမန်ထဲမှာကောင်းကင်တမန်မိခလာကကျွန်တော်တည်တာခင်ဗျားတို့အတွက်မဟုတ်ဘူး
ကောင်းကင်တမန်မိခီလာကဘဒုအတွက်လဲဆို Jews လူမျိုးတွေ Israel လူမျိုးကိုဆို Israel နဲ့အဲ့ဒီ data နဲ့ပတ်သက်ဒီ Israel data ကိုကာကွယ်ဖို့ Israel data မှာဘာမှဖြစ်လို့မရအောင်ဆောင်းဖို့ကဘဒုစီမှာတာဝန်ရှိတယ် နိခလာ မိခီလာမှာဆိုမိခီလာက Jews လူမျိုးတွေကောင်းကင်ဒီ Jews လူမျိုးတွေနဲ့ဒီ Jerusalem မြို့အတွက်သူကဘာပဲလဲ data အုပ်ချုပ်တော့သူဖြစ်တယ်အာယာမာရှာခတာလာဘာရက်ခတာအားလုံးဘာပေါ့ကြပြီလားဆိုတော့ Gabriela ကကျွန်တော်တခုတည်ထားဖို့ကသူကအဲ့ဒီ data နဲ့ပတ်သက်မှတာဝန်မချဘူးဖြစ်တယ်ဆိုတော့အဲ့ဒီ data နဲ့ပတ်သက်လာပြီသူကမိခီလာကိုစောင့်ရမှာဘာလို့ data တစ်ခုတည်းမှာမှတ်တာ data တစ်ခုတည်းမှာ data ဒီအုပ်ချုပ်တော့တူရှိတာဖြစ်တယ်အဲဒါမိခီလာကခင်ဗျားတို့မိခီလာကြောင့်ဘုံပေါက်နေယေရှုနဲ့မိခီလာကိုဒီကိုတိုက်ပွဲဝင်ကြတယ်တွားပြောနေပဲနှုတ်ဘတော့ဖွင့်ပြချက်နားမလဲဘူးစံဘယ်တော့မှလောလောပြပါမလို့ Yes. မိခီလာကယေရုရှလင်မြို့အတွက်အဲ့ဒီ data အတွက်ဆိုတော့ဒနီလာရဲ့ဖြစ်ပက်ကအဲ့ဒီယေရုရှလင်ထဲမှာသူက Jews ထဲမှာဖြစ်တဲ့ပတ်တနာဖြစ်တဲ့အတွက်ဂေဘရီလာကလာတော့ကူညီပြလို့မရဘူးဒါပေမဲ့ဂေဘရီလာလာပြီးမှနော်ဘာဖြစ်လဲစကားကပြောပေးမဲ့တားရှိခံရမှာဝိညာဉ်လောကမှာစိတ်ကရှိတယ်စာတန်ကြီးလည်းဘာဖြစ်လဲသူတို့ရဲ့ data အုပ်ချုပ်တော့သူရှိတာဖြစ်တယ်အဲ့ဒီထဲမှာမိခီလာရဲ့အတန်ကိုဆောင်းရမှာမိခီလာဘာမှမပြောချင်ဘာမှဘယ်သူမှလုပ်လို့မရဘူးအဲ့ဒီ data မှာအမိခီလာမပြောတာဖြစ်တဲ့စာတန်နဲ့လာပြီးမှဂေဘရီလာကိုတားလိုက်တယ်အဲ့ကြောင့်ကျွန်တော်စီးကြလို့မရဘူးဝိညာဉ်ရ data နဲ့ပတ်သက်တာဖျားတခင်ကဘယ်သူကိုဘယ်နေရာမှာဘယ် data မှာအထားတယ်လဲဆိုတဲ့အရာကျွန်တော်သိရမှာဖြစ်ပါမယ် praise the lord Amen. ဆိုတော့မိခီလာကအတုံးပြုတ်ချင်မိခီလာကိုကျွန်တော်တို့ဘယ်လိုအတုံးပြရမလဲဒါကျွန်တော် spiritual hacking ပေါ့နော်ကျွန်တော်ဝိညာဉ်လောကလေးစားပြီးမှလေးစားခြင်းဆိုတာရှိတယ်ဖျားနဲ့ပတ်သက်တဲ့လေးစားလို့ရတာဖြစ်တယ်လေးစားတိုက်ရင်မိခီလာကကျွန်တော်ပုံမှန်လုပ်လို့ရတာဖြစ်တယ် praise the lord Amen. မိခီလာတော့ကြောင်တော့မှာဥမာဒီထဲမှာဒီညဒီထဲမှာအမှုတော်ဆိုချင်းခမရတို့ချင်းခမရတို့ကိုမိခီလာကမြန်မာပြည်မှာမတွေ့ဘဲနဲ့ယေရုရှလင်ထဲမှာတွေ့သူကလုပ်လာ Amen. praise the lord အားလုံးဘောကြပြီနော်အဲကျွန်တော်တို့ Gabriela တကုံမရှိနေဘူး Gabriela သူ့ရဲ့တာဝန်ကြားတဲ့နေရာရှိတယ်ဆိုတော့သူကြားတဲ့တာဝန်နေရာမှာဆိုသူကအပြည့်အလုပ်လုပ်ရတာဖြစ်တယ်အဲသူ့ရဲ့နေရာမဟုတ်လို့နော်အခုကအများပိုင်းက Gabriela ကတိုက်ပွဲမဝင်တဲ့ကောင်းကင်တမန်သူကစာဖို့တမပဲမထင်နဲ့သူလည်းတကုရှိတယ်သူလည်းသူ့ရဲ့ဘာဖြစ်လဲလက်နဲ့ရှိတာပဲဒါပေမဲ့သူတုံးလို့မရဘူးစီးကြလို့မရဘူးအဲကြောင့်မိခီလာကိုစောင့်ရမှာမိခီလာနော်စစ်ဘူးမလာမချင်းဟာရခါရမှာပေါ့တားရှိခါရမှာဖြစ်ပါတယ် praise the lord အားလုံးရှင်းကြပြီနော်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကျွန်တော်အချိန်သိပြီပေါ့နောက်တဲ့11မိနစ်ပဲစမ်းမယ်ခဏရဲ့11မိနစ်အခုလေး11မိနစ်စမ်းအောင်မယ် ဆောင်းမူကအကြောင်းနာတို့သည်အသွေးသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လန်ရကြသည်မဟုတ်အထွတ်အမြတ်တို့နှင့်၎င်း အားလုံးပြဟုတ်ပြီအထွတ်အမြတ်ဆိုတဲ့စကားလုံးမှတ်ထားတော့အဲ့ဒါကကျွန်တော်တို့အထွတ်အမြတ်က English နဲ့ဆိုတော့ principalities ဖြစ်မလားဟုတ်မယ်တင်နော် English နဲ့နံပါတ်1ချက်ပေါ်လာတာ principalities ဖြစ်တယ် principality principalities principalities ဆိုတော့ principalities မှာပေါ်လာမှာဘာမှလည်းဆိုအထွတ်အမြတ်ဒါမဲ့မတ်နံပါတ်1ကအထွတ်အမြတ်မှတ်ထားလိုက်တော့ဆိုတော့အဲ့ဒီအထွတ်အမြတ်ရဲ့အဓိပ္ပာယ်ကကျွန်တော်တို့ခုတည်တော့ကရှာပင်းစမင်းဟိုခဏပို့တဲ့တပ်ပုံနံပါတ်1အာကီလို့ခေါ်တာဖြစ်တယ် ARCH အာကီဆိုတာကကျွန်တော်တို့ခုတည်တာကအားလုံးသိလိုက်မှာ principalities အဓိပ္ပာယ်အာကီMega Barus. Era screenshot lo yabi. Siya era tekali tan chabe lang ng pin. Okay. Adik be. Edi duja pum adik be. Edi aki adik be au ma chono pian ma tekali duja da pum mashima. Jadi ma beginning muti bela beginning origin. Beginning origin. Sudah. Hobi siya. Alu screenshot lo thala. Screenshot lo pipi na pipi sa chame. Cham pipi. ကျွန်တော်ဒီထဲမှာဖတ်လိုက်တဲ့အခါမှာ beginning ဆိုတဲ့ကျွန်တော်ဖတ်လိုက်တဲ့အခါမှာသူ့ရဲ့အဓိပ္ပာယ်ကအဲ့ဒီ beginning ဆိုအစအဦးနိုင်ပေါ့ဆိုတော့ဒီအစအဦးတဲ့ဆိုတဲ့စကားလုံးကကျွန်တော် ancient သူကအဓိပ္ပာယ်က origin ancient origin ဆိုတာကဘာဖြစ်လဲ origin ဆိုတာမူလပြီးရင်တော့သူကသူ့ရဲ့အဓိပ္ပာယ်ကမူလလေးရေးထားလိုက်ဆိုအာကီရဲ့အဓိပ္ပာယ်ကမူလလည်းဖြစ်တယ်အစအဦးလည်းဖြစ်တယ်မူလလည်းဖြစ်တယ်ပြီးရင်အဲ့ဒီအစအဦးရဲ့အဓိပ္ပာယ်လည်းကျွန်တော်တို့ကတခုတည်တာပေါ့ ancient ဆိုရှေ့ဟောင်းAya man son the live for this. So the aki na so ne padela turuya ya pushide. So na so the logo outsok da. Na so the loya apoma aji so ga the principalities defeat. Aki the aki na so ga aji so pede. Aun ba ba jabela.
ဆိုတော့ကျွန်တော်တခုတည်းဒီနတ်ဆိုဒီနဲ့ပတ်တဲ့ဒီနတ်ဆိုဒီကရှေ့ဟောင်းနတ်ဆိုဒီဖြစ်တယ်ရှေ့ဟောင်းနတ်ဆိုဒီကျွန်တော်ပြန်ပြမယ်ဒီနတ်ဆိုဒီနဲ့ပတ်တဲ့လာပြီဆိုရင်ဒီနတ်ဆိုအမျိုးအစားကရှေ့ဟောင်းနတ်ဆိုမျိုးစားဖြစ်တယ် ရှေ့ဟောင်းနတ်ဆို ဆိုဒီနတ်ဆိုဒီကသူတို့ကဘာလဲဒေတာဒီတမဒါနော်သူတို့ကတမဒါဒီ president chief စစ်ဘူဒီသူတို့ကဒီနတ်ဆိုဒီမှာလည်းသူတို့ရဲ့တမဒါဒီရှိတယ်နော်ပြောစင်နေရာယူတဲ့အဖွဲဒီနော်အုပ်ချုပ်တဲ့ဘက်မှာအကြီးဆုံးသောအဖွဲ့တွေကဒီ principalities ဒီဖြစ်ပါတယ် praise the lord ကျွန်တော် English အတိုင်းပဲကျွန်တော်ရှင်းပြမယ်တင်းတို့ကလည်းတင်းတို့အင်္ဂစာပေါ့ကိုကလည်းကိုပဲပြန်လေ့လာနော်နံပါတ်1က English အတိုင်းဆို principalities ဖြစ်တယ်နာမည်ဗမာနဲ့ဆိုခဏကျွန်တော်ပါလဲအထုနဲ့မဲ့အောင်ဘောဘောနော်ဆိုတော့စာတမန်တွေအားလုံးရဲ့ခေါင်းဆောင်တွေဖြစ်တယ်သူတို့ကနော်တမဒါတွေခဏပဲရှစ်ဘူဒီဖြစ်မလားခေါင်းဆောင်တွေကိုအဓိကတာဖြစ်ပါတယ်ပြီးရင်ဒီအာကီနာဆိုကဘာပဲလဲချန်တဲ့နတ်ဆိုဒီကိုအခုအာနာတွေပေးတယ်ချန်တဲ့နတ်ဆိုဒီဘာပဲတကိုးဒီဖိပေးတယ်ဥမာငါတို့လည်းဥမာဖျားသားတွေနဲ့ပတ်သက်လာပြီဆိုနော်အကြီးပိုင်းကအငယ်ဒီကိုဘာပဲလဲ impartation ဒီပေးတယ်နော်ဆူတောင်းကောင်းကြီးပေးတယ်စာတန်တဲမှာလည်းဒီအထုနမက်ကဒီ principalities အာကီဒီအာကီနာဆိုဒီကဘာပဲလဲအောက်ကနတ်ဆိုဒီကိုအခုအာနာတကိုးဒီပေးတာဖြစ်ပါတယ်ဆိုတော့ပို့လို့ပြောရှင်တဲ့အရာကစာတန်ရဲ့ဒီအတာဖတ်တဲ့တိုက်ပွဲကိုပြောတာမဟုတ်ဘူးဆိုတော့ဝတ်လို့ဝတ်ပါဆိုရနေဆိုရောက်လာမယ်နော်ဒါမတ်တေးပါတိုက်တာမဟုတ်ဘူးမတိုက်ခင်မှာအပေါ်မှာခင်ဗျားတို့ဒီနတ်ဆိုနဲ့ပတ်သက်လာခင်ဗျားတို့ပို့ပေါက်ရမယ်အားလုံးတင်ရချင်တာအပေါ်ဆိုတော့ရပါဆရာ ဆိုတော့နတ်ဆိုတွေကသူတို့တည်တယ်ငါတို့ကိုအုပ်ချုပ်တဲ့သူကဘယ်သူလဲပြီးနတ်ဆိုကအတန်တခုပဲနားထောင်တယ်ယုံကြည်သူနဲ့ပတ်သက်လာပြီဆိုဒီနေ့ခေတ်ရဲ့ဒီ dispensation ဆိုတင်တော့ဒီခေတ်ရဲ့ခေါင်းဆောင်ကဘယ်သူလဲတော့ခင်ဗျားတို့မမြင်တတ်ဘူးယုံကြည်သူနဲ့ပတ်သက်လာဒီနေ့ခေတ်ရဲ့ခေါင်းဆောင်ကဘယ်သူလဲဆိုတော့မမြင်တတ်ဘူးယုံကြည်တဲ့ငါတုံးဖြစ်တယ်ငါပေါ်ဒီဖြစ်တယ်ရှင်းရှင်းပြောလို့ဆိုကြိုက်ရင်ကြိုက်မကြိုက်မကြိုက်ကျွန်တော်ဒီပြောမှာပဲဘာကြောင့်လဲဆိုတော့နတ်ဆိုးဒီနဲ့ပတ်သက်နတ်ဆိုးဒီသူတို့ရဲ့ခေါင်းဆောင်တို့မြင်တတ်တယ်ပြီးဒီနေ့ခေတ်မှာဒီနတ်ဆိုးဒီအုပ်ချုပ်တဲ့ဘယ်သူလဲအကြီးဆုံးကဘယ်သူလဲနတ်ဆိုးတခါလည်းမြင်တတ်တယ်သူတို့ကပြီးအဲ့ဒီခေါင်းဆောင်ပြောတဲ့စကားသူတို့ကောက်ကောက်မုံကကြိုက်ပြီးမှဘာဖြစ်လဲသူတို့ကလှုပ်ရှားတာဖြစ်တယ်ခရီးရန်နဲ့ပတ်သက်လာရင်ဘာဖြစ်လဲဒီနေ့ခေတ်ရဲ့ဒီ dispensation ရဲ့အကြီးဆုံးကဘယ်သူလဲတော့မတိတဲ့ယုံကြည်သူအများကြီးပဲဟိုတယောက်လည်းမိုက်ခရိုဖုန်းကငါအကြီးဆုံးပဲငါပဲတိတယ်ဟိုတယောက်လည်းမိုက်ခရိုဖုန်းကငါအကြီးဆုံးပဲငါပဲတိတယ်ယုံကြည်သူနဲ့ပတ်သက်လာပြီဆိုစာတန်တောင်မှသူတို့ကစမီစကန်တည်တယ်သူတို့ကယာထုတည်တယ်ယုံကြည်နဲ့ပတ်သက်ငါတို့အားလုံးကခရစ်တော်နဲ့အတူတူပဲတော့ဖျားကွာpraise the lord ဆိုဒီ dispensation အကြီးဆုံးကဘယ်သူလဲဆိုတော့မင်းတက်ရမယ်အဲကျွန်တော်တို့တည်တာဒီ dispensation မှာအကြီးဆုံးကနော်ကျွန်တော်ဝင်နေဖို့ပါစခရစ်ပဲတော့ခင်ဗျားတို့ကြားတယ်လို့ပြပါစခရစ်အကြီးဆုံးပဲဖျားဒီ dispensation အတွက်မောရှေအနေနဲ့ခံထားတာ အာမင် men gradila akradiska ဒီနေ့ကယုံကြည်သူအဲ့ဒါတွေမမြင်တတ်ဘူးနတ်ဆိုတွေအဲ့ဒါတည်တယ်အဲ့ဒါဘာဖြစ်လဲအထုနမက်ကနေရာယူတဲ့နတ်ဆိုတွေဖြစ်တယ်ပြီးရင်ကျန်တဲ့နတ်ဆိုတွေကိုဘာဖြစ်လဲအခုနအတကိုးတွေပေးတယ်ခွဲပေးတယ်နော် train ပေးတဲ့အဖွဲ့တွေကအထုနမက်တွေဖြစ်တယ်အကြီးဆုံးပဲဖြစ်တယ်ဒီနေ့ကမှဆိုဘာဖြစ်လဲအမှုရောဆောင်နိုင်ငံခြားမှာဆိုနေပဲနော်ဝင်းရရမှာဒီလိုပေါ့အတက်ငယ်တော့သူဆိုတော့အတက်ကိုပြောတာမဟုတ်ဘူးနော်ဝင်းရရမှာငယ်တော့သူအခုပဲထားလာတဲ့ဝင်းရရမှာထားတဲ့လူဒီဘာဖြစ်လဲအကြီးအဖွဲ့အတိုက်ခတ်တဲ့အခုခေတ်မှာအရင်များလာတယ်အခုဆိုဒီ YouTube မှာခင်ဗျားတို့မလဲလာတော့တကယ် prophet ဒီချင်းဒီဘာဖြစ်လဲအခုပဲတက်လာတဲ့အငယ်တွေကဝင်းရရမှာဒီအတက်ကြီးတော့သူတွေအတိုက်ခိုက်တာမကြောက်ကြဘူးအခုဆိုခဏပြတယ် live ပေါ်မှာ YouTube မှာကျွန်တော်တို့အဲ့ဒါဒီကျွန်တော်တို့တွေ့ရတယ်ဘာကျွန်တော် English တီးတာပြီးတော့ကျွန်တော်ဆိုဒီ English နဲ့ပတ်သက်လာအမေရိကန်လဲလာဆိုတော့ဒီနေ့ခေတ်မှာဒါတွေအရင်ဖြစ်နေပြီနည်းနည်းဝိရိယမှာဘာဖြစ်လဲတကူရှိတို့ခံစားမှလမင်းနဲ့ခံနေလို့နာလန်ဘာဖြစ်လဲဟိုးဝိရိယမှာအတက်ကြီးတို့တိုက်ခတ်တာနေစန့်ကျင်တာနေဒီနောက်ကမတော့ခေါင်းလည်းပဲဘာဖြစ်လဲသူ့ဟာပဲပုံမြန်တယ်လို့ဒီနေ့ခေတ်မှာဘာဖြစ်လဲအရင်ကိုများလာနေစာတန်ကအတန်တခုပဲလိုက်တယ်ယုံကြည်တဲ့ပတ်သက်လာအတန်အရင်များတယ်နော်ဆိုတော့ဒီညဒီ Zoom မှာဒီညပါတဲ့အဖွဲ့တွေကအတန်မများတော့ဘူးထင်တယ်တခါကျအတန်အရင်များတဲ့အဖွဲ့တွေပါလာတယ်ယုံကြည်သူနဲ့ပတ်သက်လာအတန်များတယ်စာတန်ကအတန်မများအတန်တခုပဲလိုက်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ဘာဖြစ်လဲအတန်တခုပဲလိုက်တာဖြစ်တဲ့အတွက်ယေရှုကနတ်ဆိုလေကောင်ကိုနတ်ဆိုမောင်းထုတ်တဲ့ခါမှာဖြစ်လဲငါတို့ဟာလေကောင်ဖြစ်တယ်တဘောတူရင်းနဲ့စကားတခုပဲပြောတယ်စကားတခုတည်းပဲမတည့်ရတယ်ပြပါပလဲငါတို့ကို vet ဒီထဲမှာကိုတော့နော်
ယေရှုငါတို့ဟိုဝက်ဒီထဲမှာဆက်လုပ်ပေးပါဆိုတော့ဟုတ်ကဲ့ယေရှုလည်းဘုဒ္ဓတို့ဘာဖြစ်လဲဝက်ထဲမှာဆက်လုပ်ပေးတယ်ဆိုတော့တို့ဝက်ထဲမှာမဝင်ဘူးလားဝင်သွားတာဖြစ်တယ်ဆိုတော့စာတန်ကဝက်ထဲမှာဝင်လို့ရရင်တစ်ပင်ထဲမှာလည်းဝင်လို့ရတယ် ဟိုဟေး ဒါပေမဲ့ကျွန်တော်ဒါဒီညမှာရှင်းပြတော့ဆိုတော့ဘာကြောင့်ကျွန်တော်တခုတည်တာကလူဒီပြောတာကဝက်ကဝင်းနေမရှိဘူးမပြောဘူးလား ပြောပါတယ် ဝက်ကဝင်းနေမရှိဘူးဆိုစာတန်ကဘယ်နေမှာတွားနေတယ်လဲမြေကုန်းကအဲ့ဒါပဲ ဝက်ကဝင်းနေမရှိဘူးစာတန်ကဘယ်နေမှာတွားနေတယ်လဲဒါပေမဲ့ကျွန်တော်ဒါမရှင်းပြတော့ဘူးနောက်မှရှင်းပြပေးမယ် Praise the Lord အားလုံးပေါ့လားမောခင်ဗျားတို့ရှင်းပြပြီးဒီညမိုးနေပေါက်သွားမှာဆိုတော့မိုးနေမလဲမပေါက်ချင်ဘူးငါလည်းအခု9နာရီတောင်မှကြိုးပြီးဆိုတော့ဖိဟွာဖိ Praise the Lord ဆိုတော့ကျွန်တော်တခုတည်တာကဒီ arki နဲ့ဆိုနော်အထုနဲ့မဲ့ဒီ arki တော့ arki ဖြစ်တယ်ဒီ arki အလဲခေါ်တယ်ဒီ arki ဒီကကျွန်တော်တည်တာပါသူတို့ကတယောက်နဲ့တယောက်တိုင်ပင်ကြတယ်စီဝေးဒီထိုင်တယ်စီဝေးဒီလုပ်တယ်သူတို့ဘာဖြစ်လဲတင်တိုင်ပင်တယ်ဘာတွေလုပ်ရမလဲငါတို့ဒီနိုင်ငံဒီမှာဒီဒေတာတွေမှာဘာလုပ်ရမလဲဆိုမှသူတို့ကအမေရိကန်တယောက်နဲ့တယောက်ဘာဖြစ်လဲတိုင်ပင်ကြတာဖြစ်ပါတယ်အောင်ပေါက်ကြလား ပေါ့ပေါ့ ပေါ့ပါရှင် အဲကျွန်တော်ချမ်းသာမှလေးလာတဲ့ကဘာဖြစ်လဲ anti-create winning ဟာဒီလောကမှာတွားချနေပြီဆို anti-create winning ကနေရာတကရှိနေပြီဘာကြောင့်လဲဒီ arki နော်အထုနမနဲ့ပတ်သက်တဲ့ဒီနတ်ဆိုးတွေဟာသူတို့ကအမေရိကန်မှာတာပါစီယုံကြတယ်တဘောတူကြတယ်စီဝေးတွေထိုင်တယ်ဘာလို့ရမလဲဆိုတိုင်နေတယ်သူတို့ယုံကြည်သူနဲ့ပတ်သက်စီဝေးဆိုတော့ပေါက်ခွဲမှုစီဝေးနော်ဘာရွှေလုံးနဲ့ရာထုစီဝေးအမရာထုငါ့ကိုပါစတာရာထုမပြငါထွက်တော့မယ်ဒီမှာလည်းဂျုံဖူးပါတယ်ပါစတာကျမ်းခေါ်ရဘူးဒီမှာငါစီမလာရင်ပြောလိုက်တာနဲ့ထွက်သွားရတဲ့အဖွဲ့လေးရှိပါတယ် praise the lord ယုံကြည်သူတွေကဘက်တနာတရားရန်ခေါ်ချင်တယ်လေတရားမခေါ်ရင်ငါမနေနိုင်ဘူးရှက်ဖို့ကောင်းတယ် praise the lord အားလုံးပါပြီလား ပေါ့ပါ မေ ဆိုတော့သူတို့ကမှတ်တာပါဒီလောကမှာကပါမှာနေရာတကအရက်မှာတွားပြီးမှသူတို့ကပြုံးစုအင်းဆို roaming ပေါ့ရှောက်လေတွားနေပြီမှာဘာလေ့လာမှာဘာဒီလို့ရမလဲဒီဒေတာဒီကိုနေရာတကဖြတ်နေပြီဖြစ်ပါတယ်အားလုံးပေါက်ကြပြီနော် ပေါ့ပါ ဆိုတော့ဘာကြောင့်ဖြစ်တဲ့အရာကျွန်တော်တခုတည်တာပါစာတန်ကတခုတည်တာပါစာတန်ကပိုင်းခြားတဲ့ဉာဏ်မရှိဘူး တော့အနေချင်းနော် ပြီးရင်စာတန်ကဝိညာဉ်မဆန်တော့မှထားကျွန်တော်တို့ကဝိညာဉ်ဆန်တဲ့သူတွေဖြစ်တယ်ဒီညဒီ Zoom မှာရှိတဲ့သူတွေဒီမှာရှိတဲ့အားလုံးဝိညာဉ်ဆန်တဲ့သူတွေဖြစ်ပါတယ်တင်တော့နော်စာတန်ကဝိညာဉ်မဆန်ဘူးမှထားပါကျွန်တော်ဒီလိုမျိုးပြောစာတန်ကဝိညာဉ်လောကရှိမှဘာကြောင့်ဝိညာဉ်မဆန်တယ်လဲဘာကြောင့်မပြောနဲ့စံစာအတိုင်းသွားမယ်ဒီအားလုံးပြောစံစာအတိုင်းသွားမယ် ရတာတိုင်းတော့ ကျွန်တော်ကလူရဲ့စက်ကိုရင်နဲ့တွားလို့မယ်စံစာအတိုင်းတွားရမှာစံစာအတိုင်းတွားတဲ့အခါမှာဒီစာတန်ကပိုင်းခြားတဲ့ဉာဏ်မရှိလို့အဲကြောင့်ဘာဖြစ်စံစာတဲ့မှာကျွန်တော်ကိုရင်တိုတွေမှာပြန်လဲလာတဲ့အခါမှာဘာဖြစ်လဲဒီလူဒီဟာတဲ့ဘာဖြစ်လဲယေရှုခရစ်တော်ကိုသိပြီဆိုသူတို့ကဘာဖြစ်လဲသူ့ကိုလက်ကကတဲ့မှာအတေခံခိုင်းမှာမဟုတ်ဘူးပက်တနာကပိုင်းခြားတဲ့ဉာဏ်မရှိလို့ယေရှုကိုမမြင်တတ်လို့သူတို့ကလက်ကကတဲ့မှာဘာဖြစ်လဲတတ်တာဖြစ်တယ်တဘောပေါက်ပြီနော်ပိုင်းခြားတဲ့ဉာဏ်မရှိလို့ praise the lord ဆိုတော့နောက်တစ်ခုကျွန်တော်ဒီတာဘကလူစီဖာနော်အားလုံးလူစီဖာဆိုမှပြောရင်အားလုံးကြည့်ပါမယ်လူစီဖာကစားတာ ဒီပါရှင် လူစီဖာမတိဘူးဆိုတာဒါပက်တနာတက်နေပြီဆိုတော့ကျွန်တော်တခုဒီတာဘကလူစီဖာကဖျားတဲ့ခင်ကိုဘာဖြစ်လဲစကက်ပေတဲ့သူဖြစ်တယ်ပြီးရင်လူစီဖာကဖျားနာမှာရှိတဲ့အရင်မှာဆိုနော်ယေရှုနဲ့နေ့ရက်စဉ်တိုင်းဘာဖြစ်လဲတွေးကြတဲ့စကားတွေပြောကြယေရှုကိုလည်းကြည့်တဲ့မင်းတဲ့သူကဘာလို့လဲလူစီဖာဖြစ်တယ်ဟုတ်ပြီဆိုတော့လူစီဖာယေရှုနဲ့နေ့ရက်စဉ်တိုင်းတွေးပြီးမှသူကစကက်ခဲ့တဲ့လူတယောက်ဟာမှတ်ထားပါပိုင်းခြားတဲ့ဉာဏ်မရှိတဲ့အကြောင်းကျွန်တော်မာတေးတဲ့မှာတကယ်ယေရှုခရစ်တော်ဘုရားပေါ်မှာဝိညာဉ်တော်ဘာဖြစ်လဲအားဖြင့်တိုးတဲ့မှာဆုံးဖြတ်ချက်တွားတဲ့အခါမှာစာတန်နဲ့မင်းချင်းတွေ့တဲ့ဘာဖြစ်လဲခမည်းဖျားတာဖြစ်ပြီဆိုဘာဖြစ်လဲဒီကြောက်ကိုမုတ်ပြောင်းလဲခိုင်းတယ်ပြီးလာဆုံးစမ်းတဲ့ဖျားတာဖြစ်ပြီဆိုတော့ဖျားတာဖြစ်သူကယေရှုကိုတော့မသိတယ်ဘာကြောင့်လဲပိုင်းခြားတဲ့ဉာဏ်မရှိလို့ဖြစ်ပါတယ်ပိုင်းခြားတဲ့ဉာဏ်ရှိသူကခမည်းဖျားတာဖြစ်ဒီကြောက်ကိုမုတ်လို့ဘာမလို့ပြောမှာမဟုတ်ဘူးအဲစာတန်ကကျွန်တော်တင်နံပါတ်1ကစာတန်ကဝိညာဉ်မဆန်ဘူးနံပါတ်2ကသူကပိုင်းခြားတဲ့ဉာဏ်မရှိလို့ဖြစ်ပါတယ်အောင်ဘောပေါက်ချပြီနော် ပေါ့ပါပေါ့ပါ အဲစာတန်ကယေရှုကိုမသိဘူးဖြစ်တယ်အဲသူကလေ့လာတာပဲရှိတယ်ဘသူကဖျားတာမှာဒါပေမဲ့တကယ်သူကသိရမှာဟိုသူတို့ကောင်းကင်ပေါ်မှာအဲ့မှာစက်ကက်ခဲ့တယ်နေစတဲ့တွေ့တဲ့သူကတကယ်ဆိုဒီလောကမှာလဲယေရှုမြင်တတ်တွေ့တတ်ရမှာတိုင်းစားတဲ့ညာအကြောင်းသူကမတွေ့တာဖြစ်ပါတယ် praise the lord yes yes
hallelujah Amen. Yes, yes. Amen. ဆိုတော့တခုတည်တာဘုကဘာကြောင့်ယုံကြည်သူတွေလဲတရှုရှုလို့ဒီဝိညာဉ်မဆန်တာလဲဘာကြောင့်ဝိညာဉ်အမြင်မပွင့်တာလဲဆိုတဲ့အရာသူတို့ထဲမှာရှိတဲ့စာတန်ကမပွင့်လို့ဖြစ်တယ်အဲ့လိုပဲပြောပြမယ်သူတို့ထဲမှာရှိတဲ့စာတန်ကမပွင့်လို့ဖြစ်တယ် Yes. praise the lord ဟုတ်ပြီကျွန်တော်ပြန်ဖတ်မယ်စနစ်ကိုပြန်ဖတ်မယ်မင်္ဂ သောမူကားငါတို့သည်အသွေးသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လန်ရကြသည်မဟုတ်အသွေးမြတ်တို့နှင့်၎င်းအာနာဆက်တို့နှင့်၎င်း ဆိုတော့ဒီထဲမှာအထွန်းမင်းနဲ့၎င်းပြီးရင်အာနာဆက်နဲ့၎င်းဆိုတော့နံပါတ်အကြီးဆုံးကဘာလို့လဲအထွန်းမင်းဟာရကီနော်အာကီလို့ခေါ်တယ်ဆိုအာကီကအကြီးဆုံးဖြစ်တယ်အာကီကဆိုပြီးတဲ့နောက်ပိုင်းဘာဖြစ်လဲ Anasa. အာနာဆက်ဆိုတာကကျွန်တော်ဒီ English နဲ့ဘာဖြစ်လဲ power English prince against ဘောနော်ဆိုတော့နံပါတ်1ကျွန်တော်ကဒီအထွန်းမင်းနော် RT နဲ့ကျွန်တော်ဘာဖြစ် minute ချင်းရင်ဆိုင်ရမယ်ပြီးတော့ဘာဖြစ်လဲ Anasa. အာနာစစ်တယ်လည်း manage ၎င်းမဟုတ်ဘူး၎င်းရဲ့အဓိပ္ပာယ်က manage ရင်ဆိုင်ရမယ်ဆိုတော့ဒီတက်က manage ရင်ဆိုင်ရမယ်အဓိက power ဒီထဲမှာ English power against powers ဆိုတော့ against powers ဆိုတာဒီ power ရဲ့အဓိပ္ပာယ်ကကျွန်တော်တည်ထားဖို့ကအခုနာမပြောရတဲ့မှာ Anas. Anasa. အာနာဆက် အာဆက် ဆိုတော့ English နဲ့ power ဒီက power ကဒီကpower ကကျွန်တော်တည်ထားဖို့ကသူကတကူကိုပြောတာမဟုတ်ဘူးသူကကျွန်တော် authority exousia ကိုပြောတာဖြစ်တယ်ဆရာကိုထူးပြလိုက်သူတို့ exousia 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 ကိုပြောတာဖြစ်ပါတယ် Larasicrus Karahanda Lifred တိလာဒီထဲမှာ powers exousia ဆိုဒူနာမစ်မဟုတ်ဘူးဖြစ်တယ်ဒီထက်ကအားလုံးပေါ့ကြပြီနော် Papa. yes အဲ့ဒါချလို့ရပါပြီဆရာဆိုတော့ကျွန်တော်တခုတည်ထားဖို့က Papa. ဒီထဲမှာကျွန်တော်တခုတည်းဒါအာကီဒီကကျွန်တော်ဟေဘရူတိုင်းပြောလိုက်တော့မယ်အဲ့ဒီအာကီနော်နေရာ position ကိုပိုင်တဲ့တမဒါဒီ president နော်နတ်ဆိုရဲ့ president နတ်ဆိုရဲ့တမဒါနတ်ဆိုရဲ့ဘူဒီဘာပဲလဲသူတို့ကဒီ power exousia နဲ့တွားတဲ့ဒီနတ်ဆိုဒီကိုဘာပဲသူတို့ကအခုအာနာဒီပေးတယ်တကူဒီပေးတယ်တဘောပေါက်တော့အဲ့ဒီတကူဒီအာနာဒီပေးတဲ့အတွက်ဘာပဲလဲသူတို့ဘာခေါ်တယ်လဲအမ Anasa. အာနာဆက်ဆိုတာကျွန်တော်ဥမာဒီထဲမှာအာနာကျွန်တော်ဥမာတော့ဒီညဒီထဲမှာရှာပစ်မဲ့ရှာအိစောကျွန်တော်ကပါဗလားဟိုမှာလွတ်မိုးစပါရှာတို့ညလုတ်စားပါစမကျွန်တော် authority မပေးလိုက်ဘူးလားပေးလိုက်ပြီးရှာတို့ညကလွတ်ဘာပဲလုတ်စားလို့မရဘူးလားဘယ်သူမှဘာမှပြောပိုင်ခွင့်မရှိဘူးလွတ်လုတ်စားလို့ရတယ်ပြည်ဆိုတော့ဒီအထွန်းအမြတ်ဒီကဒီ Anasa. အာနာဆက်ဒီကိုဘာဖြစ်လဲဒီအာနာဆက်နတ်ဆိုဒီကိုသူတို့ကအခုအာနာပေးတယ်တကူဒီဖိပေးတယ်တကူဒီခွဲပေးတာဖြစ်တယ်အိုင်ယာမယ်လီရှွန်ဒလီဖရာအခရာဒစ်ကာအားလုံးဘာပဲသူတို့ကစီမန်ခောက်ခွဲတာဒီတောက်ကိုခမရကငါတို့အဲ့မှာစီမန်ပေးတာဒီအဖွဲတွေကိုအထွန်းအမြတ်တွေကအာနာဆက်ဒီကိုဘာပဲလဲစီမန်ခောက်ခွဲပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီတာဘုကချမ်းစာမှာဆိုတော့ power တိုင်းက power မဟုတ်ဘူး power ကဒီထဲမှာကျွန်တော် exhaustion dunamis ဆိုတာရှိတယ် dunamis ကဘာပဲသူက dunamis က raw power ချီလို့ကိုင်လို့ရတဲ့တကူအဲ့ဒါ dynamite လက်တွေ့ထွက်လာလို့ရတဲ့တကူကဘာပဲလဲ dunamix လို့ခေါ်တာပဲဆိုတော့အဲ့ဒါကဘာပဲလဲချီလို့ရတဲ့ကိုင်လို့ရဆိုတော့ဒီတက်ကကျတော့အဲ့ဒီချီလို့ရကိုင်လို့ရတဲ့တကူမဟုတ်ဘဲနဲ့အခုနာဖြစ်ပါတယ် praise the lord Amen. အဲ့တော့ဒီကအခုနာနဲ့ဒီ exousia ကကျွန်တော်ယောဟန်ရှင်ယောဟန်ထဲမှာကျွန်တော်အခန်းကြီး1ထဲမှာစနစ်မှာလားကျွန်တော်ဖတ်တဲ့ခါမှာနော်သူဟာသူ့လူမျိုးတွေတွေ့လာတယ်ဒါပေမဲ့သူ့လူမျိုးတွေသူ့ကိုလက်မခံတာဖြစ်တဲ့အတွက်ဘာဖြစ်လဲသူ့ကိုယုံကြည်လက်ခံအမြတ်ကိုဘာဖြစ်လဲဖျားတာဖြစ်ခွင့်ဘာဖြစ်လဲပေးတာဖြစ်တယ်ဆိုအဲ့ဒီကဖျားတာဖြစ်ခွင့်က power for he give them the power to become the son of god power ဆိုတာကဒီထက်ကဘာဖြစ်လဲအဲ့ဒီ exousia တဘောကအခုအာနာဆိုအခုအာနာဆိုတာဒီအခုဒီထဲမှာ effect စနစ်ထဲမှာပြောတဲ့အာနာဆက်ဆိုတော့ကျွန်တော်ကဖျားတာဖြစ်ဖို့အာနာဆက်ဖျားတာပေးတာဖြစ်ပါတယ်အားလုံးပေါ့ကြပြီနော်ဆိုတော့ power exousia ဖြစ်ပါတယ်ဆိုတော့ဖျားတာဖြစ်ဖို့ကျွန်တော်က exousia ရတာဖြစ်တယ် Yes. ဟိုမှာအခုအာနာရတဲ့သူတွေဥမာထားတော့ဘယ်သူကဒီထဲမှာထားပါတော့ဟိုလမ်းမှာရှိတဲ့ဝုစုံမို့ထားတယ်ထားပါတော့မူတော့ပြီးတော့မှဘယ်သူကပါတွားရိုက်ပေးမယ်ဘယ်သူကတွားရဲမလား Yeah. ဘာကြောင့်လဲ Akuya nasilo. သူတို့ကအခုအာနာပေးတာဘယ်သူပေးထားတယ်လဲတိုင်းပြည်ကိုအုပ်ချုပ်တဲ့သူနော် Ariyo sile. တိုင်းပြည်အုပ်ချုပ်တဲ့တမဒရှိကပဲလားဆိုတော့တခါတည်းသူတို့မူတော့ပြီးရှင်းရှင်းနဲ့ပေးလို့မရဘူးဟိုမှာထားတော့ရဲတနက်ကင်ဆံမလို့ဘူး
နော်ဝုဆိုတော့ဝုဆောင်လို့ရေးဆိုတဲ့ဘာပဲလို့တဲ့အားလုံးမကြောက်ဘူးလားဘာမှတော့ပါဇက်တာခိုင်းရမှာမဟုတ်ဘူးဘာကြောင့်လဲသူ့ရဲ့အထဲမှာအခုအာနာရှိပြီလားဖြစ်တယ်အဲ့ဒါကျွန်တော်တို့ဖျားသားကြတယ်ကျွန်တော်အဲ့လိုပဲစာတန်ကတော့ကြည့်တုံအောင်ကြောက်တယ်ထွက်ပြီးရှိရမယ်ဘာကြောင့်လဲကျွန်တော်တိုက်ဖို့မဟုတ်ဘူးကျွန်တော်အခုအာနာကျွန်တော်ကိုဖျားခင်ကပေးထားပြီးသားဖြစ်ပါအောင်ဘောပေါက်ကြပြီနော်ဘယ်လိုလဲအဲ့ဒါဒီတက်မှာစာတန်နေလဲဘာဖြစ်လဲသူလည်းပဲအဲ့ဒီအာရကီဒီကအဒီကဒီ exosia အဖွဲတွေကို exosia ပေးလိုက်တဲ့အခါသူတို့လည်းဘာဖြစ်လဲဟိုဘာမှဘောမပေါ်ယုံကြည်သူတွေချင်းချောက်လို့ရတယ်တွားပြီးမှသူတို့ကလောက်ရှာလို့ရတယ်သူတို့ကနေရာကတွားပြီးမှ light man နောက်ဆက်မယ်သူတို့ရဲ့အခုအာနေဒါပေမဲ့သူတို့ရဲ့အခုအာတဲ့ငါတို့ရဲ့အခုအာပူကြီးမှတော့အဲ့တော့ကျွန်တော်တိထားဖို့ရည်ရှိနော်ရေးတယောက်တော့မှဝုစုံဝုဆောင်ရေးဖြစ်တယ်ဆိုလူတွေတိပြီဆိုကြောက်တယ်ပူကြောက်တာကအဝုစုံမိုးတဲ့ခါမှာဘာကြောင့်လဲဆိုရေးဟုတ်မလို့ဟုတ်တယ်တိမတိအဲ့လိုနဲ့ဆိုတော့ကျွန်တော်ဖျားသားနေလဲအဲ့လိုပဲဖြစ်တယ်နမတာပါတိုက်ပွဲခင်ဗျားတို့တိုက်ပွဲပွဲငါတို့ဒါကလုံးဝငါတုံးလို့ပြရတော့အဲဝင်းနေတိုက်ပွဲသွားတဲ့လူတွေကငါတုံးနေပဲနော်ဦးတော်မရှိတဲ့ပွဲတွေ praise the lord ဆိုတော့ဒီကကျွန်တော်တို့နှုတ်ကပတ်တော်ဖွင့်ပြချင်နားနေကျွန်တော်ကဘာဖြစ်လဲမတ်တရချင်းပဲမတ်တရမှာနှုတ်ကပတ်တော်နဲ့ကျွန်တော်ရက်တည်ရမှာဖြစ်ပါတယ် praise the lord ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဟုတ်ပြီသူတို့ကရှားရှားအတိုင်း၎င်းနော်၎င်းက managing ဘယ်သူနဲ့ရင်ဆိုင်ရမလဲ အာနာဆက်တော့ကောင်းနေတဲ့လဲမင်းချင်းကျွန်တော်ကရင်းဆိုင်ရမှာဖြစ်ပါ Yes. ဆိုတော့ဆက်ဖတ်မယ်ရှာအဲ့ဒီနောက်ပဲ ကံငယ်73ထို့ကြောင့်ခဲရင်ဆိုးရသောနေ့ရက်ကာလ၌စီးသားနိုင် စနေပဲလေ အကြောင်းမူကားငါတို့သည်အသွေးသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လန်ရကြသည်မဟုတ်အသွမြတ်တို့နှင့်၎င်းဆက်တို့နှင့်၎င်းဒီမောင်မိုက်၌အစိုးတရားပြုလုပ်သောမြင်းတို့နှင့်၎င်းမိုးကောင်းရင်၌နေသောနတ်ဆိုးတို့နှင့်၎င်းဆိုင်ပြိုင်တိုက်လန်ရကြ၏ဆိုတော့အဲ့ဒီရှာကျွန်တော်ကအဲ့ဒီနံပါတ်3ကပြန်ဖတ်ပြလိုက်နံပါတ်3ဆိုတာဘာဖြစ်လဲ လောကီမောင် မောင်မိုက်၌အစိုးတရားပြုလုပ်သောမြင်းတို့နှင့်၎င်းဆိုတော့အဲ့ဒီထဲမှာလောကီမောင်မိုက်အစိုးတရားလုပ်တဲ့မင်းတို့ English နဲ့ဆိုကြည့်လို့အဲ့ဒီ powers အဲ့ဒါပြီးတာနဲ့အဲ့ဒီအခုအာနာတို့၎င်းအဲ့ဒါပြီးတာနဲ့နော်အာနာဆက်တို့၎င်းအဲ့ဒါပြီးတာနဲ့လာမယ့်ရာကဘာဖြစ်လဲမောင်မိုက်တို့အုပ်ချုပ်တော့တူတယ်ဆိုတော့အဲ့ဒီထဲမှာအုပ်ချုပ်တဲ့ဆိုတဲ့စကားလုံး rulers yes စကားလုံးကဘာဖြစ်လဲ cosmocrator လို့ခေါ်တာရှာတစ်ချက်ထောက်ပြမယ်သူတို့ cosmocrator အဲ့ဒီတဲ့အတိတ်က cosmocrator ဆိုဒီစကားလုံးဒီ Hebrew စကားလေးအရင်အားလုံးကြည့်မယ်ဟုတ်ပြီအားလုံးသိပြီနော်အဲ့မှာ screenshot လုပ်ထားမယ်ဟုတ်ပြီဆက်ပြန်အဲ့ဒါအတိတ်ပြန်ထောက်မယ်ဟုတ်ပြီဘာလဲနံပါတ်1တဲ့အတိတ်မှာ Lord of the world prince of this age the devil and ဘာလဲ his demons so devil and his demons as far တွေ့လား David ကတခုပဲဟိုမှာ demons အများကြီးစာတန်နဲ့သူ့ရဲ့လူဒီဟုတ်ပြီချလို့ရပြီရှင်ဆိုတော့ဒီတက်ကခဏ Hebrews ကပါလေ cosmocrator ဆိုမှစကလုံးပါဒီ cosmocrator ကစကလုံးနှစ်ခုကိုပေါင်းထားတဲ့အတိတ်ပဲဖြစ်တယ်ဆိုတော့ cosmo ဆိုတဲ့အတိတ်ပဲကကျွန်တော်တို့ဒီနေ့လောကဒီကဘာကိုပြောရဖြစ်တယ်ဟိုမှာယေရှုကဘာပဲလေဒီကဘာလောကနေကြီးစွန်းတန်ကိုဘာပဲလေငါရဲ့အင်္ဂလိပ်တင်ကောက်ခေါ်ကြပါဆိုတော့ဒီကဘာကိုတော့အဲ့ဒီကဘာရဲ့အတိတ်ပဲကဘာပဲလေ cosmo ဖြစ်တယ်ဆိုတော့ဒီရဲ့ဘာပဲအုပ်ချုပ်တဲ့အရာကဘာပဲလေ cosmocrator ဆိုတော့ဒီကဘာမှာအလုတ်ရှာမဲ့အဖွဲ့တွေနဲ့ပတ်သက်ပြီးမှဘုံတော့ဒါမဲ့ကျွန်တော်တို့အားလုံးတည်တာပေါ့အတိတ်ကကျွန်တော်အတိတ်ပဲကောင်းကောင်းပြန်ရှင်းပြပေးမယ် cosmocrator ဆိုစကလုံးတစ်ခုစတယ် cosmo ဆိုတာကနေကြီးနော် art ကိုပြောတာဖြစ်တယ်ဆိုတော့ကျွန်တော် cosmocrator ဆိုတဲ့ဒီစကလုံးနှစ်ခုပေါင်းလိုက်တဲ့အခါမှာကျွန်တော်တို့ကအတိတ်ပဲဘာပေါ်လာဆို English နဲ့ဆို military boot camp ဆိုတဲ့အတိတ်ပဲကဘာဖြစ်လဲဆိုပြီးစစ်တပ်ရဲ့လက်ချင်းရဲ့စခန်း cosmocrator ရဲ့အတိတ်ပဲစစ်တပ်ရဲ့လက်ချင်းမှုစခန်းလက်ချင်းရဲ့စခန်းစစ်တပ်ရဲ့လက်ချင်းရဲ့စခန်းစာတန်တဲ့လက်ချင်းတဲ့စခန်းရှိတာ Wah, my praise the Lord ဆိုတော့ဒီ cosmocrator ဒီမောင်မိုက်ကိုအုပ်ချုပ်တယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ဒီလောကမှာရှိတဲ့မောင်မိုက်ကိုအုပ်ချုပ်တယ်ဆိုတဲ့အဲ့ဒီအတိတ်ပဲခင်ဗျားဖတ်လိုက်ဆိုဒီအဖွဲဒီကမှတ်ထားပါအဲ့ဒီတင်တန်းဘာလဲစစ်တပ်ရဲ့လက်ချင်းရဲ့တင်တန်းစခန်းထဲမှာရှိနေတဲ့အဖွဲတွေဖြစ်တယ်ဒီလူဒီကူကဘာပဲလဲကောင်းမတင်တန်း train ပေးတယ်အောင်ဘောပေါက်ကြလား Power လေဗျာ ဆိုတော့
ဒီနေရာမှာရောက်ပြီဒီနေရာမှာရောက်တဲ့စာတန်တွေကတင်တန်းနော်စစ်တပ်စခန်းရဲ့ဘာပဲလဲလက်ချင်းရဲ့စခန်းနော်စစ်တပ်ရဲ့လက်ချင်းရဲ့စခန်းတဲမှာရောက်တဲ့အဖွဲ့တွေဖြစ်ပါတယ် praise the lord ဆိုတော့တကယ်ပြောမယ်ဆိုဒီနေ့ခေတ်မှာအတိတ်ကလက်ချင်းခံတော့ရမှာတင်တန်းလို့ရမှာကျွန်တော်တို့ယုံကြည်သူတွေဖြစ်တယ်။နော်ယုံကြည်သူတွေကတင်တန်းမလို့ပဲနဲ့စာတန်တွေကတင်တန်းတော့စာတန်တွေတော့လက်ချင်းခံတယ်လက်ချင်းတွေလုံနေတာဆိုဒီထဲမှာဘာကြောင့်စာတန်တွေလက်ချင်းခံလုံတယ်လဲဘာကြောင့်တင်တန်းပေးတယ်စစ်တင်တန်းပေးတယ်ဘာကြောင့်စစ်တင်တန်းပေးတဲ့အရာကစာတန်ကတူလူတွေအားလုံးတဘိုးတူအောင်အားလုံးဘာဖြစ်လဲစစ်တင်တန်းကနေပြီးထွက်တဲ့လူတွေအားလုံးတိုက်ပွဲသွားဖို့မတွက်ကြောက်ဘူးလားယုံကြည်သူတွေကမတွက်အခုဒီညတော့တော့နားထောင်တော့မှဟိုမှာအင်္ဂိုက်ကုန်ပြီ Mangai ba? praise the lord ဆိုတော့အားလုံးပါလား Pau ba? ဆိုတော့ Pau ba siya? ဒီအတိတ်ကကျွန်တော်အတင်းတော့ပဲဒီကေဆိုတင်တန်းလို့ရမှာ Yes. နော်တင်တန်းဆိုဗျာနောက်ကဘတ်တော့အပြတင်တန်းလို့ရမှာဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီနေ့ခေတ်မှာယုံကြည်သူတွေကတင်တန်းမပြောရင်နားမထောင်ဘူးနားမထောင်မှတယောက်နဲ့တယောက်ရံဖြစ်ကြတယ်ပြင်ဘာမှမဟုတ်တဲ့ကိစ္စမှာပြန်မာနနဲ့ဒေါသတွေထွက်တယ်ပြန်ဖောက်ခွဲနေပြီနာခံမှုဆိုတာတုံညပဲမြင်ရမှာယုံကြည်သူနဲ့ပတ်သက်လာဒီနေ့အတင်းတော်မြတ်မြတ်မှာနာခံမှုအယံတို့အပ်တယ်ဘယ်တော့မှမနှိမ့်ချဘူးကိုပဲနေရာယူခြင်းတယ်နေရာမပြည့်လဲဘာဖြစ်လဲစိတ်ဖောက်ပြီစာတန်နဲ့ပတ်သက်လာတင်တန်းစင်းတယ်ဆိုတာပါစပ်ဒုမခါလုံးမြတ်မှာတင်တန်းစစ်ပြီးဆိုဒီလူတော့ပါရိုင်းပြီတင်တန်းဘာကြောင့်ပေးရတိလားလူဒီကိုနံပါတ်1ချက်လုံးဝတိုက်ပွဲတွန်းရိုင်းအောင်ကြောက်တဲ့စိတ်မရှိအောင်ရေးရင်အောင်စိတ်လုံးဆောင်လုတ်ပေးတဲ့နူးပေးတဲ့နေရာဖြစ်တယ်ဆိုစာတန်နဲ့တူတူတွေ train တယ်တင်တန်းလုတ်မှရန်နူးထားလောက်တော့ပြင်ဘယ်ညမှာရောက်တော့ကကျူမစမတွားရအောင်ကောင်းကောင်းမ train ပဲပြင်ကောင်းကောင်းမနာခံမှုအောင်အောင်စစ်တဲ့တင်တန်းတွားကြည့်လိုက်စစ်တဲ့တင်တန်းတွေမှာခင်ဗျားတို့ကြည့်လိုက်တိစုံတိပဲနိစုံနိစတိစုံနိတေမှာတွားလို့မရဘူးခင်ဗျားတို့အားလုံးဒီကတိစုံတိပဲနိတေမှာတွားလို့မရဘူးပြင်စစ်တဲ့မှာအတန်တခွတ်ပြတယ်အဲ့ဒီအတန်တခွတ်ပြနာထုံးအားလုံးဒါမလောက်ရဘူးဆိုဘာဖြစ်လဲအားလုံးမလောက်ရဘူးလောက်တွားဆိုဘာဖြစ်လဲလုတ်ပြရမယ်တွားရမယ်အခုကဘာဖြစ်လဲခဲငါတို့နောက်တစ်ပတ်ဒီလိုလုတ်မယ်ဟာရှာငါကအဲ့ဒါမလုတ်ချင်ဘူးငါကအဲ့ဒါမကြိုက်ဘူးငါ့ဒီနေရာမှာထားရမယ်တော်ဖျားကွာငါတုံးတယ်ဘာကြောင့်လဲဒီလိုတင်တမ်းမရှိတာတင်တမ်းမရှိတာကနာမခန္ဓာနတ်ဆုပူနေတယ်နတ်ဆုတော့မနာခန္ဓာနတ်ဆုတော့ရနာခန္ဓာတို့ချင်းချင်း Yes. ယုံကြည်သူရဲ့ခရိယနဲ့ပတ်သက်နာမခန္ဓာအဲ့ဒါဂျီမာဆုံးတော့ပတ္တနာဖြစ်ပါတယ်ကော့စမိုကရေတိုဆိုတာက military boot camp နော်စစ်တပ်လက်ချင်း yes ခံတင်တန်းစခံ training တင်တန်းတင်တန်းစစ်ဘာပဲရေးပေါ်လို့ပေါ်တယ်ဒီမှာမလုပ်ပေါ်တယ်လို့မသိတင်တန်းစစ်ကအရောက်တော့ချပြီလက်ရနေပြီတိုက်ချင်နေပြီတိုက်ပွဲတွားချင်နေပြီဘာမှအတွေ့အကြုံလည်းရှိရှာမလို့လက်ရတာပဲတည်တယ်ပြင်ကြွားချင်တယ်အဲ့ဒီစီလို့ပေါ်တယ်လို့တည်တယ်ကျွန်တော်လည်းအဲ့ဒါကြီးတည်တယ်အရောက်ကိုစိတ်ရဘာပဲတော့လက်တယ်လူငယ်ဆုံးပူဆိုးတယ်အားရတဘောပေါက်ချနာအောင်ဆိုတော့အတိကအရောက်ကိုလည်းစီယုံကြတယ်ဟုတ်ပြီယုံကြည်သူတွေစီယုံကြတယ်ဘုမထားတော့အတင်းတော်မှာတိတ်တယ်ပဲအဲ့ဒီတိတ်တယ်တော့မစီယုံဘူးဆရာတခုပဲအဲ့ဆရာကိုပြန်ပြောမယ်ပြန်ပြောဖို့ပဲတည်တယ်ဘယ်တော့မှမတိုးတယ်မထားဘူးအဲ့ဒီလူတွေကဘယ်တော့မှယူဝင်ရမှာမတိုးတဲ့နိုင်ဘူးဘယ်တော့မှမအောင်မြင်နိုင်ဘူးမထားဘာကြောင့်လဲမနာခံလို့မနာခံတဲ့သူကဘာပဲလဲဆုံးတဲ့အတူတူပဲဖျားတည်ရင်ကမနာခံတဲ့လူတော့မပြောတော့ဘူးနော်ဖျားကိုခင်ဗျားတို့ကိုယ်ကတာဖျားရဲ့ခင်ဗျားတို့ဆုံးပဲပြောမယ်နတ်ဆိုဘာကြောင့်လဲမနာခံလို့အဲ့မနာခံချင်းမရှိစင်တာဘာပဲလဲဆုံးယုံကြည်သူမတ်တာနာခင်ဗျားတို့နာမခံဘူးဆိုမှတာဆုံးပဲဘာမှပြောပိုင်ခွင့်မရှိဘူးကြားစားတိုင်းပဲ praise the lord စာတန်တဲ့မှာဘာပဲလဲအာရကိရှိတယ်အာရကိဒီကဘာပဲလဲအထုံးအမဲ့နော်ဒီ exosia ပေးလိုက်တယ် exosia သူတို့ပေးမှာ exosia ရတဲ့အခုအနာရတဲ့အဖွဲတတ်ရှိတယ်အဲ့ဒီသူတွေကဒီအာရကိပဲပေးတာဖြစ်တယ်နော်အထုံးအမဲ့ဒီပြီးတဲ့နောက်ပိုင်းမှာဘာပဲလဲ Okay. ကျွန်တော် cosmic creator ဆိုဒီလောကမှာအုပ်ချုပ်သွားမှာနော်စစ်ကြောင်းသွားတဲ့အဖွဲကြီးပဲဥမာထားတော့တင်တန်းပြပြစံတိုက်ပွဲမှာသွားမှာနော်ဟိုနေမီမှာသွားမှာပါပဲလက်တွေ့သွားရမယ်လက်တွေ့သွားတဲ့အဖွဲကဘယ်လိုလဲ Chita. Nabato. ဒီနံပါတ်3 Anas. အထွန်း Lokia. Loki ကဲရှာပြန်ဖတ်ပေးမယ် Loki Mama. Loki Mama.
လောကီ ဆို မောင် တရားပြုလုပ်တော့မြင်းသုံးနဲ့၎င်း လောကီမောင်ကဆိုရနော် ဆိုတရားပြုလုပ် ဆိုတရားပြုလို့အဲ့ဒီဆိုတရားပြုလို့ဆိုတဲ့စကားလုံးက Hebrewness ကွန်ဘာပဲလဲ cosmocrator ဖြစ်ပါတယ် praise the lord အားလုံးရှင်းကြပြီနော် ရှင်ပါပြီ တကယ်ဆိုစာတန်ရဲ့နာမည်က Lucifer ပဲဖြစ်တယ် Devil မဟုတ်ဘူး Devil ဆိုတာကနော်ကျွန်တော် Devil ဆိုတာကခဏမှကျွန်တော်ဟိုမှာ dictionary မှာတွေ့တယ်စာတန်ပေါ့စာတန်ဆိုတာကနာမည်မဟုတ်ဘူးကျွန်တော်အချင်းချင်းပြောပြစာတန်ဆိုတာကဘာလဲဆိုတော့သူကအလုပ်တာဝန်ပေးခြင်းပဲဖြစ်တယ် job description အလုပ်ရဲ့စကားပဲဖြစ်တယ်စာတန်ဆိုတာခင်ဗျားတို့ကျတော့နာမည်မဟုတ်ဘူးမထားစာတန်ဆိုတာကြားတယ်သူ့ရဲ့အလုပ်ဖြစ်တယ်ဆိုစာတန်ရဲ့အဓိပ္ပာယ်ဘာဖြစ်လဲဒီသူထူဖို့မဲ့ရတခုကိုမထူဖို့မချင်းပါပဲစက်တိုက်ထူချင်းကိုစာတန်တို့ခေါ်တယ်အဲ့တော့ तू ကဘာလို့လူတယောက်စုံစမ်းပြီးဆိုဘာဖြစ်လဲ तू မရမချင်း तू ကစုံစမ်းတာအဲ့တော့စာတန်ကယေရှုကိုတော့မှအဆုံးမပေးဘူးခင်ဗျားတို့တည်တယ်ဆိုတော့ဒီလိုဘလို့လဲဆိုတော့ယေရှုကိုစာတန်ကလာမှမစုံစမ်းဘူးလားစုံစမ်းတဲ့ကမှတခါလဲထာဝရထွက်သွားပြီလား he went away for a season ကာလတစ်ခုအတွက် तू ကခဏထွက်သွားတယ်ဆိုတော့ပြန်လာမှာကာလတစ်ခုအတွက်ထွက်သွားတယ်ဆိုတော့ဘာလို့ तू ကမရမချင်းထူဖို့မှာစာတန်ရဲ့အတိတ်ပဲ तू ကနာမည်မဟုတ်ဘူးဖြစ်သွားတယ် praise the lord yes အားလုံးပေါက်ကြပြီနော်ဆိုတော့ဒါက तू ယေရှုလုပ်တဲ့အရာ David နော် David ဆိုတဲ့အရာ तू ကယေရှုလုပ်တဲ့အရာစုံစမ်းပြီးတဲ့နောက်ပိုင်းမှာကာလတစ်ခုခဏထွက်သွားတယ်ဆိုတော့အချိန်မီပြန်လာလို့ရတယ်ဟုတ်ပြီရှင်နောက်ဖတ် ဘုံကောင်းကင်၌နေတော့နတ်ဆိုးတို့နှင့်၎င်းစိုင်ပြိုင်တိုက်လန်ရကြ၏ထို့ကြောင့်ခဲရင်ဆိုးရုပ် ခဏ တော့ နေရှင်ဟိုအဲ့ဒါဆိုကြောသွားပြီဟိုနံပါတ်3ကပြန်ဖတ်မယ်လောကီက လောအထွတ်မြတ်တို့နှင့်၎င်းအာနာဆက်တို့နှင့်၎င်းလောကီမောင်မိုက်၌အစိုးတရားပြုလုပ်တော့မြင်းတို့နှင့်၎င်း ဆိုတော့အဲ့ဒီမှာအစိုးတရားဆိုတဲ့စကားလုံးအဲ့ဒါအစိုးတရားကတတ်ရှိတယ်ဟိုကအစိုးတရားနဲ့ပါပြီလားဆက်ပါမယ် မိုးကောင်းကင်၌နေ ဟို တော့ အစိုးတရားဖတ်မယ် အစိုးတရားပြုလုပ်တော့မြင်းတို့နှင့်၎င်းမိုးကောင်းကင်၌နေတော့နတ်ဆိုးတို့နှင့်၎င်းစိုင်ပြိုင်တိုက်လန်ရကြ၏ အစိုးတရား ဆိုပြပြုလို့မြင် ဆိုတော့အစိုးတရားပြုတဲ့တတ်ရှိတယ်အဲ့ဒီအစိုးတရားပြုတဲ့ဟာအင်္ဂလိပ်မှာပါပြီ wickedness လို့ခေါ်တယ် wickedness အင်္ဂလိပ်နဲ့ပြကျွန်တော်ပြန်ဖတ်ပေးမယ်ပမာနဲ့ဆိုနေနေဟောဖြစ်တယ်ဆိုတော့ဒီထဲမှာပါပြီလား against spiritual wickedness in high places နော်ဟိုပါပြီလားမင်းတဲ့မူကောင်းကင်ပေါ်မှာအစိုးတရားဖတ်ပေးလိုက်ရှင် လောကီမောင်မိုက်၌အစိုးတရားပြုလုပ်တော့မြင်းတို့နှင့်၎င်းမိုးကောင်းကင်၌နေတော့နတ်ဆိုးတို့နှင့်၎င်းစိုင်ပြိုင်တိုက်လန်ရကြ၏ ဟုတ်ပြီဟိုကအစိုးတရားမဟုတ်တော့ဘူးနတ်ဆိုပဲဖြစ်မှာ မဟုတ်ဘူး မူကောင်းကင်ပေါ်မှာရှိတဲ့နတ်ဆိုဆိုတော့ English နဲ့ဆိုဒီလိုရှိတယ်သူကနတ်ဆိုမရေးထားတော့ဘူး English နဲ့ဆိုကျွန်တော်ဖတ်တဲ့ကမှာပါပြီလားagainst spiritual wickedness in high places spiritual wickedness in high places ဒီတဲ့က wickedness ရဲ့အဓိပ္ပာယ်ကပေါ်နေရလို့ခေါ်တာဖြစ်တယ်ရှာတဲ့ချက်တော့ကျွန်တော်ပြတဲ့ edit ဖို့ထူပြမယ်မန်ကရအဆိုးဇလာ ဝိကနဲ့ ပေါ်နေရလို့ခေါ်တာဖြစ်တယ် wickedness ပေါ်နေရ so ဒီပေါ်နေရတဲ့အဓိပ္ပာယ်ကဘာပဲလား depravity iniquity wickedness malice နံပါတ်နေအဓိပ္ပာယ်ဘာလဲ malice ဆိုတော့ဒီတဲ့အဓိပ္ပာယ်ကတို့ကဒီနတ်ဆိုးဒီရဲ့အကြောင်းကျွန်တော်တည်ထားဖို့ကဒီနတ်ဆိုးဒီကကျွန်တော်တည်ထားဖို့ကတခုကဒီနတ်ဆိုးကလူဒီကိုပဲတိုက်တာမဟုတ်ဘူးလူဒီကိုပဲဒုက္ခပေးတာမဟုတ်ဘူးမထားလူဒီကိုဖက်စီဘူးလာတဲ့အဖွဲမဟုတ်ဘူးဒီနတ်ဆိုးကလူဒီကိုဘာဖြစ်လဲဖက်စီရင်နဲ့တပ်ဖို့ဖက်စီတမ်ကတေအောင်ဖက်စီမှာတို့ကလာရဟရှွန်လီဖရာအခရာဒစ်ကဒီညဒီမရှိလို့ဒီအားလုံးဒီနောက်ဘာလို့နားတောင်းနေလို့ဒီအားလုံးယေရှုနာမနဲ့တင်တော့အထူးကောက်ကွယ်ဆောက်ခံရဖို့ငါဆုတောင်းကောင်းချီးပေးပါတယ်ဘယ်နတ်ဆိုရင်တင်တော့နောက်ဆက်လို့မရဘူးတင်တော့တိုက်ခိုက်လို့မရဘူးတင်တော့တက်လို့မရဖြူလို့မရဘူးဖြစ်တယ်ငါမိတ်ပေးတယ်မန်ဂါဘာရုစကာအီရှလာအခရာဒစ်ကာဆောဆလမန်ဒလီဖရာဒီဆိုဘီအာမင်အာမင် praise lord ချမယ်အဲ့ဒါချလို့မယ်ပြန်ဆိုတော့တခုတည်ထားဖို့ကဒီနတ်ဆိုတွေကလူဒီကိုဖျက်ဆီးမယ်ဘယ်လိုဖျက်ဆီးတယ်ဒီနတ်ဆိုအဖွဲ့တွေကလူဒီကိုအနာရောဂါအမျိုးမျိုးဒုက္ခပေးမယ်ပြီးကင်ဆာအဓိကကင်ဆာလူဒီကိုဖျက်ဆီးလိုက်တဲ့ခန္ဓာကိုယ်အားလုံးဖျက်ဆီးမှနောက်ဆုံးတရားလုပ်တာဒီကင်ဆာနဲ့ဆိုနေပတ်တဲ့အရာတွေဒါဟုတ်တယ် praise the lord အားလုံးပေါက်ကြပြီနော်ဆိုတော့ဒီနောက်ဆုံးရဲ့အရှင်တာနတ်ဆိုတွေကတကယ်ဆိုဖျားတင်ကဒီအနာရောဂါကင်ဆာဒီနဲ့ပတ်သက်မပေးဘူးဖြစ်တယ်နော်ဖျားစီကလာတဲ့ယောဂတတ်ဒီနတ်ဆိုစီကလာတဲ့နတ်ဆိုစီကလာတဲ့ယောဂလူကိုဖျက်ဆီးနဲ့တတ်မှာနော်ဒါကကျွန်တော်ဥမာအခန္ဓာကိုဖျက်ဆီးအောင်
လောက်ရှာတဲ့နတ်ဆိုဒီကဒီအဖွဲဒီဖြစ်တယ်အားလုံးပေါက်ချတယ်ဆိုဒီပိုနီရီယာအဒီကဒီပိုနီရီယာဒီကမတ်တာပါတင်တန်ကကောင်စင်ပီတဲ့နောက်ပိုင်းမှာအထူးပြန်လဲမှာဖက်စီမဲ့အဖွဲနတ်ဆိုတတ်ရှိတယ်အစတန်မှာတူလူတွေတင်တန်ပေးတယ်စီယုံအောင်တင်တန်ပေးတယ်အတန်တခုပဲနားထောင်တင်တန်ပေးတယ်ယုံကြည်တဲ့ပတ်တဲ့အားလုံးနားထောင်လို့ရတယ်ခေါ်မှလဲတွားငါတို့ကလူမှုရဲ့ပရဟိတလို့ရမယ်တွားကိစ္စမရှိပရဟိတတော့လို့ပရဟိတလို့ဘူးပြတဲ့ငါတို့မခေါ်ဘူးမထားငါတို့အတန်တခုပဲနားထောင်မယ်အဲ့တော့ကျင်းတော့တကားကိုပါအများကမမြင်ဘူးယုံကြည်တဲ့ပတ်တဲ့ဘာကြောင့်ကျင်းတော့တကားအတန်တခုပဲအာရုံဆက်လိုက်တာပူချင်းလာရမှာဖျားနှုတ်ကပတ်တော့နားလေလေပူချင်းလာရမှာတခုပဲတွားရမှာအဲယေရှုကဘာပဲဖာရရှင်နဲ့ဆုဒုကိရဲ့ဘာပဲလားဆေကိုနော်ဘာလဲမစားနဲ့ဟိုတစေလားအမိလားဆိုတော့နှုတ်ကပတ်တော့မစားနဲ့သူရဲ့နှုတ်ကနားမထောင်နဲ့လို့ပြောတယ် praise the lord အောင်လို့ပေါ့ကြပါနော်ဆိုတော့နတ်ဆိုတွေကမှတ်ထားပါသူတို့ကအယံကိုစီယုံနာခံတယ်အဲ့ဒီကျွန်တော်ဒီ FH6 စနစ်ထဲမှာဖားလိုက်တဲ့ကောင်ဒါကနတ်ဆိုတွေသူတို့ရဲ့အုပ်ချုပ်စနစ်နဲ့ level ပြင်သူတို့ရဲ့လောက်ရှာစစ်အဓိကအကြီးဆုံးကအထုံးနဲ့မြက်တယ်နော်ကျွန်တော် RKD အဓိက RKD ပဲအခုနာပေးလိုက်တယ်ဟိုအဖွဲ့ဒီနော် exosha ပေးလိုက်တယ်ဆို exosha ပေးတဲ့အခါမှာဟိုလူတွေကဘာလဲတင်တန်းကြောင်းဖွင့်ပြီးချပြီးသူတို့လူတွေကောက်ကောက်မ train အတန်တခုပဲနားထောင်နော်ငါတို့ဒီဘောကတွင်ဘယ်တော့မှစာတန်တွေကတိုက်ပွဲမဖြစ်ဘူးရမ်းဖြစ်ကြဘူးယေရှုကိုယ်တိုင်ပြောတယ်ဘာဖြစ်လဲစာတန်ကသူနဲ့သူတိုင်သူနိုင်ငါဖက်စီတော့စာတန်နိုင်ငံမဖက်စီဘူးပူစီယုံတယ်ဖက်စီတာဖျားနိုင်ငံယုံကြည်သူဒီကျွန်တော်ကြောက်တော့မစီယုံဘူးပူမဖက်စီတော့တာအားလုံးရှင်းကြပြီလားရှင်းပါပြီ praise the lord ဆိုတော့အဓိကစာတန်ကဒီရှိတယ်အဲ့ဒီခဏကျွန်တော်ပြောလို့နံပါတ်3ဘောနော်ဒီဘာပဲတင်တန်းပေးပြီးတဲ့နောက်ပိုင်းမှာဒီတင်တန်းပေးတဲ့အဖွဲ့ဒီသူတို့ပြီးတဲ့နောက်ပိုင်းဘာပဲလဲနောက်ဆိုးတဲ့အဖွဲ့ဒီလူတွေကိုတတ်မှဖက်မယ်စစ်ကြောင်းသွားပြီဘာပဲလဲစစ်တက်လဲတင်တန်းပြီးရင်လက်တွေ့မတော်ခိုင်းဘူးလားနေမီမှာလက်တွေ့သွားတော့မှာဆိုနေမီမှာလက်တွေ့သွားတော့မယ့်အဖွဲ့ကဘယ်အဖွဲ့ဒီဒီနတ်ဆိုးအဖွဲ့ဒီအာယာpraise the lord ဒီနတ်ဆိုးအဖွဲ့ဒီကနေမီမှာလက်တွေ့သွားပြီးဆိုစာတန်ရဲ့အစီအစဉ်ကအင်းတစ်ခုပဲတစ်ခုပဲဒီအင်းကိုငါဖြူပြနောက်အင်းတစ်ခုမှဝင်မယ်ဒီအင်းကိုဝင်ပြနောက်တစ်ခုမှဝင်မယ်အဲကြောင့်ဘာလဲဒီကင်ဆာယောဂနဲ့ပတ်သက်မျိုးဗီဇတူဖြစ်သွားတယ်မိဘဒီစမပြည့်တဲ့ခါလေးတာတိပြီးဆိုဆက်ဖြစ်သွားတယ်အားလုံးရှင်းကြပြီနော်အဲကြောင့်စာတန်ကအင်းဆိုတာခန္ဓာကိုယ်ရဲ့နဲ့အင်းတစ်ခုမှသူတို့ဝင်ပြီးဆိုမတ်တာပါအဲ့ဒါမှဖက်စီမရှင်မထွက်ဘူးဖက်စီပြီးတဲ့နောက်ပိုင်းမှာနောက်တစ်ခုတည်းမှာပြန်တွားမှာအင်းကိုလိုက်ရှာအင်းထဲမှာတွားနေဆိုတော့ယုံကြည်သူရဲ့ခန္ဓာကိုယ်ရှာတာဒါပေမဲ့ဒီမှာရှိတဲ့လူတွေအားလုံးဒီနှုတ်ဘတ်တော့နားထောင်တဲ့လူတွေအားလုံးမှတ်ထားပါတင်းတို့ဟာအထူးကောက်ကိုဆောင်းဆောက်ခိုင်းမှာဘယ်တော့မှတင်းတို့နော်နတ်ဆုဖက်စီမဲ့ခန္ဓာကိုယ်မဟုတ်ဘူးအနာယောဂဒီနတ်ဆုဖက်စီတတ်မဲ့ယောဂဒီတင်းတို့စေမှာဘယ်တော့မှကတ်လို့မရဘူးဖြစ်တယ်လုံးဝနောက်ဆက်ခိုင်းလို့မရဘူးဖြစ်တယ်ယေရှုနာမနဲ့ငါဆုတောင်းကောင်းကြီးပေးပါတယ်မင်္ဂဘာရက်ခတ်တယ်ဆိုတော့ကျွန်တော်တို့ကိုတည်တာပေါ့အဲ့ဒါကြောင့်ကျွန်တော်နှုတ်ဘတ်တို့အရန်ကိုအရေးကြီးတာဖြစ်ပါတယ်ကျွန်တော်ကin is a preview ပေါ့ episode မှာဘာဖြစ်လဲဖျားတဲ့နှုတ်ဘတ်တို့ကဘာဖြစ်လဲso in is it so mightily grew the word of God in Ephesus and preview so ဖျားတဲ့နှုတ်ဘတ်တို့ episode ထဲမှာဘာဖြစ်လဲအရန်ကိုတိုးတက်လာတာဘယ်လောက်တိုးတက်လာတဲ့ຢာကတော်လဲ preview ဆိုတာကဘလို့ဟိုတမန်တော်စကုနဲ့စတဲ့မှာဖိုင်တူပြီတမန်တော်ခန်းကြီး19အခန်းငယ်20ထို့တို့သခင်ဖျား၏သာသနာတော်သည်တကိုးနှင့်သိုးပွား၏အောင်မြင်လေ၏အောင်မြင်လေဆိုအောင်မြင်လေ preview ဆိုတာအောင်မြင်ရမှာပြီးရမှာဆိုတော့ episode ထဲမှာဖျားတဲ့နှုတ်ဘတ်တို့လူတွေအားလုံးအရင်ဆန်လာတာအရင်တောက်လောင်တာဘလောက်တိတောက်လောင်တာအောင်မြင်သွားတဲ့အထိတောက်လောင်သွားတယ်သူတို့ praise the lord so ကျွန်တော်ဒီနေ့ခင်မှာကျွန်တော်ဒီမှာဒီညနှုတ်ဘတ်နားထောင်တဲ့အဖွဲတွေလေဒီတိုင်းပဲနားထောင်လို့မရဘူးကျွန်တော်ဖျားနှုတ်ဘတ်တို့ preview ဆိုတာအောင်မြင်သွားရမှာpraise the lord အောင်မြင်တဲ့အထိငါတို့ကနှုတ်ဘတ်နဲ့တွားရမှာဖြစ်ပါတယ်မအောင်မြင်မဲ့မရဘူးဖြစ်ပါတယ်praise the lord အားလုံးရှင်းကြပြီနော်အဲကျွန်တော်ကအောင်မြင်ဖို့ကဘာလိုအပ်တယ်လဲဘုရားတကယ်နှုတ်ဘတ်လိုအပ်တာဖြစ်တယ်ဘုရားနှုတ်ဘတ်တော့မရှိဘူးကျွန်တော်အောင်မြင်လို့မရဘူးဖြစ်တယ်ဘာလို့စာတဲ့နဲ့တူလူတွေကောင်းကောင်း train ထားတယ်ဆိုတော့ကျွန်တော်တို့ကအောင်မြင်နိုင်ဖို့ကဟိုးဆူတောင်းတဲ့ fire တော်လို့ဖို့မဟုတ်နှုတ်ဘတ်တော့အတိကနှုတ်ဘတ်တော့ပူမတဲ့ဘောပေါ်လိုက်ကျွန်တော်အနိုင်ရရှိမှာဖြစ်ပါတယ်အဲဒီ episode ထဲမှာလေဒီ episode ထဲမှာဒီအတင်းတော်တွေကဘာကြောင့်အောင်မြင်တယ်လဲဖျားတဲ့နှုတ်ဘတ်တော့ဖွင့်ပြချက်အကြောင်းပြီးတော့အရင်ဆန်ရတယ်
နေ့ရက်စင်တဲ့ဘာလဲဖျားချောင်းထဲမှာတွားတယ်နေ့ရက်စင်တဲ့ဖျားချောင်းထဲမှာတွားတယ်ကတော့ဖျားကအချင်းပေးတဲ့ချင်းမွန်တဲ့နော်နှုတ်ပတ်တော့ဖတ်တဲ့ဆူတောင်းတယ်အဲ့တမန်တော်တွေခင်မှာအရင်ကနိုးထားတွားတယ်အရင်ကနှုတ်ပတ်တော့နဲ့အောင်မြင်တွားတာဖြစ်ပါတယ်ဆိုတော့လူတယောက်ကဘာကြောင့်ဒေါသရှိနေတယ်လေဒီလားလူတယောက်တည်းမှာဒေါသရှိနေတယ်သူ့ရဲ့အထဲမှာဘာဖြစ်လဲနှုတ်ပတ်တော့နဲ့အောင်မြင်ခြင်းမရတယ်နှုတ်ပတ်တော့မအောင်တဲ့ဘူးနော်လူတယောက်ကဘာဖြစ်လဲခဏခဏဒေါသထွက်တယ်ခဏခဏလူကိုရန်ရှာတယ်နော်ကလေးတို့လိုနုဆုနေတဲ့အရွယ်တို့လိုတကူဖေးတခါလေးရန်ရှာတယ်တကူဖေးမားရင်တဲ့အတွေးခေါ်နေပြီဘာကြောင့်လဲနှုတ်ကပတ်တော်နဲ့မအောင်မြင်တယ်လို့ဆိုတော့ဒီညဒီမှာရှိလို့ဒီအားလုံးကျွန်တော်အရောက်စီတိုင်းနှုတ်ကပတ်တော်နဲ့အောင်မြင်ရမှာဖြစ်ပါတယ်နှုတ်ကပတ်တော်နဲ့အပြည့်တင်တော့အနိုင်ရရှိမှာဖြစ်ပါတယ် praise the lord amen စိတ်တူလာပြီမတ်တယ်နော်ကိုယ့်လည်းကိုစိတ်တူတခါလေးစိတ်တူမဲ့စားပါပြီလေဒေါသကဖြတ်တယ်ငါမပေးဘူးတခါတိလိုက်ယေရှုရဲ့ဒီဒေါသချင်းကဖြေရှာတယ် နေ နော်မကြောက်တဲ့စိတ်ဘာကြောင့်လူထဲမှာရှိတယ်လဲဆိုတာကနှုတ်ကပတ်တော်မအောင်မလို့မကြောက်တဲ့စိတ်လည်းကိုယ်ထဲမှာဝင်လာပြီယေရှုရဲ့ဒီကြောက်တဲ့စိတ်ဖျားမပေးဘူးနှုတ်ကပတ်တော်ထဲမှာဖျားငါတို့တကူရှိတော့ဝင်နေနော်မေတ္တာအတိအကျတော့ဝင်နေပေးတာဖြစ်တယ်ဆိုမှကျွန်တော်နှုတ်ကပတ်တော်နဲ့အနိုင်ရရှိမှအောင်မြင်ရမှာဖြစ်တယ်ဆိုလူတယောက်ကမထိန်နိုင်ဘူးဆိုနှုတ်ကပတ်တော်မအောင်မြင်တယ်ဘူးဖြစ်တယ်အဲ့ဒါကိုကျွန်တော်သိရမှာနော်ဘာကြောင့်ရန်ရှာလဲနှုတ်ကပတ်တော်မအောင်မြင်လို့ဆိုတော့ယေရှုကကျွန်တော်ကိုအောင်မြင်ခြင်းပေးပြီဖြစ်တယ်အဲလူကအခန်းကြီး30အခန်းကြီး19မှာဖြစ်လာ For I have given you the authority to trample upon scorpions and snakes and to overcome every powers of the enemies in this nation ဘာလို့ငါဟာဘာပဲတင်တို့ကိုဘာလဲဒီ chemical ဒီနဲ့မွေ chemical ဒီနဲ့စာတမနာရဲ့အခုအာနာဒီအားလုံးကိုဘာဖြစ်လဲအနိုင်ရရှိမှုငါတင်တို့ဘာဖြစ်လဲအခွင့်အာဏာပေးပြီးဖြစ်တယ်ဆိုဘုရားတရားဒီညကျွန်တော်ပြောခဏမှငါတို့ပြောသွားတဲ့ effect တွေမှာပြောသွားတယ်ဘာဖြစ်လဲ arki no arki တို့ပြီး exosia no arasa ဒါဒီကိုဖျားတင်ကကျွန်တော်အနိုင်ရရှိပြီး cosmic crypto ဒီကျွန်တော်က ponesia ဒီဟာဒီအားလုံးခဏမှအဖေမှာပြောတတ်ဒီအားလုံးကိုအနိုင်ရဖို့အခုနာနာကျွန်တော်ပေးပြီးဖြစ်တယ် amen ဆိုလူကတဲ့ဆက်ကွာဖတ်ပြမယ်ဆက်ခါလဲ လူကအခန်းကြီး30အခန်းငယ်19တင်တို့သည်မွေကင်းမီကောက်တို့ကိုနိုင်ရတော့အခွင့်နဲ့ရလူများကိုနိုင်ရတော့အခွင့်တကိုးကိုငါပေး၏တင်တို့ကိုပယ်ပေးမြမငင်းဆဲစေရဆိုတော့ဒီထဲမှာအားလုံးမပြောဘာမှချက်စားပြောလားအားလုံးရှိလား So in the chance I have given you authority over all ဆိုတာကအရာဒီ all ခဏမှပြောထားတဲ့အဲ့ဒီမာနနဲ့ပတ်သက်ရအားလုံးကိုနိုင်မဲ့အခုဒီဘာမှနဲ့ကျတော့အဲ့ဒါအားလုံးမရှိတော့ဘူးတင်ရှိတယ်နော်မရှိဘူးနော်ရှိ ရှိဦး အားလုံး မရှိဘူးဖြစ်တယ် ဝေကိနီက မွေကင်းမီကောက်နဲ့ တို့ကို ရန်သူ အားလုံးနိုင်ရ ရန်သူအားလုံးပါနော် ရန်သူများကိုနိုင်ရတော့ ရန်သူများပဲဗျဆိုများပဲလေဒီများပဲဖြစ်ပါအားလုံးရန်သူအားလုံးကိုနိုင်ရမယ်အခုအာနာငါတင်တို့ပေးပြီ Praise the Lord. So ဒီညဒီနောက်ဘာလို့နားထောင်တဲ့သူတွေအားလုံးသိထားဘူး။ယုံကြည်ခြင်းကကြားတာရှင်ဖြစ်တယ်။ဒီညကျွန်တော်ဒီနောက်ဘာလို့နားထောင်မှကြားနေပြီဖြစ်တယ်။ဆိုတော့ခဏမှငါတို့ပြောသွားတဲ့ဒီနော် effect 6 cent ထဲမှာပြောတဲ့ဒီစာတန်ရဲ့ဒီယာထူးအဆင့်ဒီအားလုံးကိုနိုင်မဲ့အခုနာကဖျားတဲ့တင်တို့ပေးပြီးဖြစ်တယ် အာမင် ။အဲ့ဒီအခုနာနဲ့ဒီညဆက်ပြီးလှုပ်ရှားပါစေ။ဒီလိုရှိတဲ့ညမှာရောက်တဲ့ညမှာတင်တို့အဲ့ဒီအခုနာအပြည့်ရရှိပါစေ။ပြောတဲ့အတိုင်းဖြစ်ပါစေ။နော်စာတန်တင်တို့တွေ့တဲ့ကမှာတင်တို့ကြည့်တဲ့တုံအောင်ကြောက်ပါစေ။နော်တုံပါစေနော်လန့်တော့ပါစေတင်တို့ရောက်ပြီးတို့ထွက်ပြေးစေရမှာဖြစ်ပါတယ်ယေရှုနာမနဲ့အဲ့ဒီအခုနာတဲ့ဒီညစာထုတ်လို့ရှာပါစေအရောက်စတဲ့မှာအဲ့ဒီယေရှုနာမဆက်လို့ပေးပါတယ်ဆက်လို့ပေးပါအထူးဆက်လို့ပေးပါတယ်ညမန်ဂါဘရကတ်လီဖ်ဒုစကာ Oh thank you Lord Jesus leave ဆိုတော့အဲ့ဒီ effect 6 cent ထဲမှာကျွန်တော်ပြန်သွားမယ်အဲ့ဒီမှာနောက်ဆုံးထဲမှာဘာဖြစ်လဲကောင်းကင်ပုံစမစကလုံးမသိဘူးလား တွေ့တယ် So အဲ့ဒီတက်ကကောင်းကင်ပုံဆိုတာကတို့ကအဲ့ဒီကောင်းကင်ပုံဆိုတာကဟိုကောင်းကင်ကိုပြောတော့မဟုတ်ဘူးဒီတက်ကောင်းကင်ကဘာဖြစ်လဲဟိုမင်းတဲ့ဘာဖြစ်လဲမူဒီကျွန်တော်တို့ဒီတော့ကောင်းကင်အပေါ်မှာပြောဖို့ပဲနဲ့ဒီမူတင်ဒီဟာပဲပြောတယ် So ဒီမူတင်ဘာကြောင့်အပေါ်မှာပြောတဲ့အရာကဘာကြောင့်လဲဒီလားဆိုတော့ကျွန်တော်တခုတည်တာဘုကအဲ့ဒီထဲမှာက English high places ပဲရေးထားတယ်ဒါမဲ့ဟိုပမာချမ်းစာမှာပဲလေမူကောင်းကင်မပြောဘူးမူကောင်းကင်ဒီအပေါ်မှာပဲဖြစ်တယ်ဘာကြောင့်မူကောင်းကင်ပဲပြောတဲ့အကြောင်းကသူကကျွန်တော်တခုတည်တာဘုကတင်တို့စာရနဲ့မတ်တိုင်မဆုံးပြီးဆိုနော်မင်းချင်းရင်ဆိုင်ပြီးဆိုငါတို့ကပူပါမင်းတဲ့အဖွဲဖြစ်တယ်အဲ့ကြောင့်မူကောင်းကင်ပဲပြောတယ်ဆိုကျွန်တော်တို့ရင်ဆိုင်တဲ့အခါမှာသူတို့ငါတို့မင်းတဲ့အခါဟာဒီလိုတွေအမင်းဆုံးတယ်
အမင်းဆိုတော့ဖျားတခင်နေရာထဲကဖျားသားသမီးတွေဖြစ်တယ်ဆိုတော့အဲ့ဒီကမင်း Yes, yes. မင်းမှာပြအဲ့ဒီမင်းရမှာသူတို့အဲ့ဒါမင်းရမှာပြတဲ့ဘာဖြစ်လဲမူကောင်းကင်အဲ့ကျွန်တော်တို့တခုတည်းတော့စာတန်လောက်စားတဲ့အခါမှာဒီတဲ့ကမူကောင်းကင်ရဲ့အဓိပ္ပာယ်ကအဲ့ဒီမူ higher အင်္ဂလိပ် higher အဲ့ဒီ higher ရဲ့အဓိပ္ပာယ်ကဘာလဲမူကောင်းကင်ဆိုမူကောင်းကင်အဓိပ္ပာယ်ကမူကောင်းကင်ဆိုတော့ဒီကဘာမေကြီးရဲ့ဒီမူရဲ့အပေါ်ထက်ဒီနာဒီအခုကျွန်တော်ဒီမူတင်မူတင်ကြမှာပဲဆိုတော့မူကောင်းကင်နောက်တစ်ခုကျတော့မေကြီးရဲ့ဒီအပေါ်မှာဒီမှာလည်းမူကောင်းကင်ဖြစ်တယ်ပြီးနောက်တစ်ခုကဘာဖြစ်လဲဟောမေကြီးအောက်ရဲ့နည်းနည်းအပေါ်မှာငရဲပြီးအဲ့ဒီမူကောင်းကင်ဆိုတော့သူတို့ငရဲထဲမှာမီးရှို့ခံရမှာအဲ့ဘာဖြစ်လဲတခင်ယေရှုနာမနာမှာဘာဖြစ်လဲမူကောင်းကင်ပေါ်မှာမေကြီးပေါ်မှာပြီးမေကြီးအောက်မှာ၃နေရာဆိုတော့ဒီတက်က high places ဒီအမင်းမူကောင်းကင်ရဲ့အတိတ်ကဒီ၃နေရာကိုပြောရဖြစ်တယ်ဆိုတော့ဒီ၃နေရာအားလုံးပေါက်ရပြီလား Out of it. praise the lord ဆိုတော့ဒီတက်ကမူကောင်းကင်ရဲ့အတိတ်ဒီမူကောင်းကင်ဒီဟာနဲ့ပတ်သက်လာပြီဆိုကျွန်တော်တခုတည်တာဘုရားဒီစာတန်တွေကဘယ်လိုလုပ်စားတဲ့အရာကအဓိကကယုံကြည်သူတယောက်ကိုဘာဖြစ်လဲဟာ sleep ဖျားတဲ့က sleep တောက်တာမကြိုက်ဘူးဆိုတော့ဖျားကြိုက်အောင်ဘာဖြစ်လဲငါ sleep ဖြစ်ရမယ်သူတို့အရင်လူလေတယ်အရင်ဟုတ်သူတို့နဲ့ဘာဖြစ်လဲပြန်မဟုတ်တဲ့အရာဒီလူဒီကိုဒီသူတို့ကအုပ်ချုပ်လို့ထင်းချုပ်လို့ရအောင်ဒီလောကမှာရှိတဲ့အရာဒီနဲ့ဆွဲလန်းခံကြအဖွဲ့တွေဖြစ်တယ်ဒီအခုနတ်ဆိုမကောင်းကင်မှာလို့ဆက်ဒီနတ်ဆိုရနောက်ဆက်လို့ရှာရှင်ကဟိုမှာ select ဆိုတာကဖျားမချက်ဘူးဆိုတော့ငါ select မတော့ဘူး select မတော့ဖျားတကယ်ငါ့ကိုဘာဖြစ်လဲစိုက်နေမပြောကြဘူးလားဆိုတော့ကျွန်တော်ပြောမယ်ခင်ဗျားတို့ select တောက်ချင်မတောက်ချင်အရက်တောက်ချင်မတောက်ချင်နော်ခင်ဗျားအရက်တောက်တယ်အရက်တောက်ဒီမှာဖျားမချက်ဘူးဆိုတော့ငါအရက်ရတော့မယ်ဖျားမချက်ဘူးဆိုမှငါအရက်တောက်ရမယ်အဖွဲ့ကလုံးဝမမှန်ဘူးမထမ်းဆိုတော့အရက်ဖြတ်ချင်တာဖျားနေမဆိုင်ဘူးခမရအရက်မတောက်ချင်တာဖျားကအကျူးမပေးဘူးဘယ်သူကအကျူးပေးလဲခမရရဲ့ချက်မှချုံပဲအကျူးပေးတာဖြစ်တယ်ဆိုတော့စာတန်အရန်နေတယ်ဖျားတကယ်ကအကျူးပေးတဲ့စိတ်ဆန္ဒကျွန်တော်ထဲမှာထိပေးတယ်အဲယုံကြည်သူတွေကစရိတ်ဖြတ်ရင်မှာဘင်းဖြတ်မှာဘင်းဖြတ်ရင်ဘာဖြစ်လဲဖျားတကယ်မချက်ဘူးဆိုတော့ငါဖျားတကယ်ဘာဖြစ်လဲကြိုက်အောင်ငါဘင်းဖြတ်မယ်ဆိုတော့ကျွန်တော်ပြောမှာခမရဘင်းဖြတ်ပြီးဖြစ်စမဖြတ်ပြီးဖျားတကယ်အကျူးမပေးဘူးခမရဖြတ်ရင်ခမရရဲ့ချက်မှရေးဘူးခမရခန္ဓာကိုယ်ပဲခမရရဲ့ခန္ဓာကိုယ်ပဲအကျူးပေးမှာဖျားကိုအကျူးမပေးဘူးကိုယ်ခန္ဓာကိုယ်ပဲအကျူးပေးတာဖြစ်တယ်ဒါပေမဲ့စာတန်ကအရန်နေတယ်ဖျားကအကျူးပေးတဲ့ပုံစံနဲ့အလိုလုပ်ရှာပေးတယ်ဒီအဲ့ဒါကြောင့်ဘာဖြစ်လဲရေရှည်မခန္ဓာပြန်လေးချလိုက်ပြန်ထားလိုက်ပြန်လေးချပြန်ထားလိုက်ဆိုတော့ဒီနတ်ဆိုတဲ့အရန်နေတာဖြစ်ပါတယ်အားလုံးပေါက်ကြပြီလားအဲ့ဥမာ slate တောက်ရင် slate တောက်တာရက်ကျွန်တော်ရက်တော့မဖျားမချက်ငါရက်မယ်ဆိုတော့ရက်ချင်တာဘယ်သူ့ပဲအကျူးပေးတယ်ငါ့ကိုပဲအကျူးပေးကိုပဲအကျူးပေးကိုရဲ့ချက်မှချင်းချက်မှရေပေါ့ချက်မှရေတူဖြစ်တယ်ဖျားတဲ့မဟုတ်ဘူးဖြစ်ပါတယ်ဆိုတော့အားလုံးသိတာပေါ့စာတန်ရဲ့ကဘာကဒီကဘာထဲမှာပဲဖြစ်ပါတယ်အတူတူပဲဖြစ်တယ်တပြိုင်တည်းနဲ့စာတန်ရဲ့ကဘာနဲ့ winning ကဘာတစ်ခုပဲတပြိုင်တည်းနဲ့ဖြစ်တယ်အားလုံးပေါက်ကြပြီနော်ဆိုတော့စာတန်တွေကတိတာဘက data တွေရှိတယ် data တွေအုပ်ချုပ်တယ်သူတို့က territory တွေရှိတယ်ပြီးသူတို့အဆင့်တွားတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်အားလုံးပေါက်ဖွေးရေးကြည့်တယ်ဆိုတော့ကျွန်တော်ယုံကြည်သူနဲ့ပတ်သက်လာပြီဆိုအဲ့ဒါတွေတပုံမပေါက်တယ်ယုံကြည်သူနဲ့ပတ်သက်လာဘုရားသခင်ကဘယ်သူကိုဖေးနေမှာဘာခံထားတယ်ဘယ်သူကိုဘယ် data ပေးထားတယ်ဆိုတဲ့အမြင်မပွင့်တဲ့ယုံကြည်သူအများကြီးရှိတယ်ဒီညဒီနောက်ကနားထောင်တဲ့လူတွေအားလုံး live မှာရှိလို့ဒီညစားပြီးဒီနောက်ကဖွင့်ပြချက်အားဖြင့်နော်ဘုရားသခင်ကဘယ် data မှာဘသူ့ထားတဲ့အရာကိုတင်တို့အဲ့ဒီဘသူ့ထားတယ်ဆိုတဲ့အဲ့ဒီ winning တူရဲ့ကောင်းတယ်တင်တို့မြင်နိုင်ပါစေနမမြင်ဖို့ဆိုတင်တို့ရှိတယ်တင်တို့ဖြစ်မှာဖြစ်ပါတယ်ယေရှုနာမနဲ့ငါ prophet ပြပေးပါလင်္ကာထလာပရက်ထလီဆိုတော့ကျွန်တော် data တွေအုပ်ချုပ်တဲ့သူတွေဖြစ်တယ်နော်ယွာဖြစ်မလားနော်မြို့ဖြစ်မလားနော်ပြီးရင်မြို့ကြီးဖြစ်မလားပြီးရင် data ဖြစ်မလားခရိုင်အစင်လားပါစင်မြို့နယ်အစင်လားပြည်နယ်အစင်လားတိုင်းအစင်လားဆိုတာရှိတာဖြစ်ပါတယ်ဒီညစာဖျားရတဲ့တို့နေရာတွေအပ်ပါစေလို့ယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးပါတယ် praise the lord ဆိုတော့ဒီညတော့ဘာလို့ပဝန်ဘောပတ်တူလိုက်လာအောင်မယ်စဉ်းစားအောင်မယ်ခင်ဗျားတို့ဆံငိုင်းကိုပတ်တူပြောမယ်ဆိုတော့အရောက်စံကိုဖျားချင်အထူးကောင်းချီးပေးပါစေ